ဒီနေ့သာသနာတော်နှစ်2560ခုကောဇာတက္ကသိုလ်1389ခုတစားမုံလာပြီးရော15ရက်2019ခုနှစ်17လပိုင်းစနေနေ့ညချမ်းခါကာလမှာဟောရှိလျာနိုင်ငံစစ်တနီမြို့ပါရမီဓမ္မရိပ်သာမှာဆင်ကျင်းပကြတဲ့မြန်မာပြည်မှာရောက်ရှိနေကြတဲ့ဗုဒ္ဓဘာသာဝင်သူတော်စင်များစုပေါင်းပြီးတော့ဆင်ကျင်းပကြတဲ့ဓမ္မဒါနဓမ္မပူဇာတရားဝဲတဲ့ဘက်မှာဒီနေ့တရားတော်မြတ်ကိုနာယူကျင့်ကြံကြဖို့ရောက်ရှိလာကြတဲ့အလုံးသောတရားနာပိဋကပေါင်းသူတော်တို့ကိုဦးဇင်းတို့မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားဒေသနာတော်တို့ကိုဟောကြားခွင့်ရပါတယ်ပိဋကပေါင်းသူတော်တို့လည်းပဲမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားဒေသနာတော်တို့ကိုနာယူကျင့်ကြံခွင့်ရကြတယ်ဒီတော့ဒီကနေ့ညတရားဒေသနာတော်တို့ကိုနာယူကျင့်ကြံကြဖို့ရောက်ရှိလာကြတဲ့ပိဋကပေါင်းသူတော်တို့ကိုဦးဇင်းတို့တရားပြောပြခြင်းလည်းရှိလို့ရှိရဲ့ဘုရားဘာသာဝင်သူတော်စင်များနေစဉ်တောင်ကြီးကလေးဘဝတွေကစပြီးတော့စိတ်ထဲမှာစွဲနေအောင်မှတ်သားခဲ့ဘူးတဲ့ဘုရားအဆူဆူတို့ရဲ့အဆုံးအမလို့ဒီလိုလဲနားလည်ထားကြတဲ့အဆုံးအမရှိပါလေအဲ့ဒါကဘာလဲဆိုတော့မကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားတပ္ပပပတ္တအကရဏံကုသလတုပတံပရာသစိတ်တပရိယောတပနံဧတံဗုဒ္ဓနာသာသနာလို့ဓမ္မပဒပါဠိတော်မှာရှင်အနန္ဒာရဲ့မေးလျှောက်ချက်ကြောင့်မြတ်စွာဘုရားဟောကြားထားတဲ့ဂါထာတော်လေးကိုအရာဘာသာပြန်ထားတာနော်ဂင်္ဂဝါလူတဲစုမကဝိတော်မူကြပြီးဘုရားအဆူဆူတို့ရဲ့အစိုးအမဩဝါဒအနှစ်ချုပ်တနည်းအားဖြင့်ပိဋကတ်သုံးပုံရဲ့အနှစ်ချုပ်လို့လည်းဆိုနိုင်တယ်ပေါ့မကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားတပ္ပပပတ္တအကရဏမကောင်းတာမှန်သမျှမပြုတ်လို့ဖြစ်အောင်မပြောပြအောင်မတွေးပြအောင်ရှောင်ကျင်ရမယ်ဆိုတဲ့အဆုံးအမကုသလတုပတံပရာကောင်းမှုမှန်သမျှမိမိတန်တန်မှာပြည့်စုံအောင်ကြိုးစားအထောက်ကြရမယ်လို့ဆိုတဲ့အဆုံးအမသစိတ်တပရိယောတပနံမိမိရဲ့စိတ်ကိုဖြူရှင်တန်ရှင်းအပြစ်ကင်းအောင်ကြိုးစားအထောက်ကြရမယ်ဆိုတဲ့အဆုံးအမကြီးဘယ်နှမျိုးလဲ၃မျိုးမကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားအဲ့ဒါဦးဇင်းတို့ဒီနေ့ညမကောင်းမှုရှောင်ဆိုတာလေးကိုဦးစားပေးပြီးတော့ပြောရဒီမှာ10ညလောက်ဦးဇင်းတို့ပြောမှဆိုတော့ပိဋကပေါင်းသူတော်ကောင်းတို့ရဲ့ခေါင်းထဲမှာလည်းပဲဟောခဲ့တဲ့တရားလေးတွေကိုအစီအစဉ်တွေကြမှတ်သားမိနေခြင်းနဲ့ပေါ့နော်မနေ့တုန်းကနှလုံးသွင်းမှန်ပါစေယောနိသောမနတိကာရအရေးကြီးဆုံးလို့ထင်လို့အဲ့ဒါကိုပထမဦးဆုံးနေ့မှာပြောပါတယ်ဒီကနေ့မကောင်းမှုရှောင်ဆိုတာကိုပြောမယ်မနေ့ပြန်မှာကောင်းမှုဆောင်ဆိုတာကိုပြောမယ်နောက်ရက်မှာစိတ်ကိုဖြူအောင်ထားဆိုတာကိုပြောမယ်အဲ့ဒေသနာတွေဆိုတာကဆက်ပြီးတော့တွေးတယ်မယ်ဆိုလို့ရှိရင်ဆက်ပြီးတော့တွေးတဲ့အရာတွေအများကြီးရှိတယ်ကြဲကြဲပြန့်နားလေရလေနော်ဒေသနာတစ်ခုရဲ့အစုံအမရဲ့အရာသာဟာပို့ပြီးတော့ပေါ်လင်းထင်ရှားလေပေါ့အဲ့တော့မကောင်းတာမလုပ်ရဘူးဆိုတဲ့အဆုံးအမကိုငယ်ငယ်လေးကစကြားဘူးထားတယ်ဒါဟာဘလောက်ကြည်ပြန့်လဲဘလောက်လေးနဲ့လဲဘလောက်ထိနုညံ့သိမ်မွေ့လဲနော်ဒါတွေကိုအများကြီးသိဖို့လိုတာပေါ့အဲ့တော့ဒီနေရာမှာမြတ်စွာဘုရားကမကောင်းမှုကိုမပြုရဘူးလို့ဆုံးမတယ်တားမြစ်တယ်ဘာကြောင့်မကောင်းမှုကိုမပြုဖို့မြတ်စွာဘုရားတားမြစ်ရတာတော့လို့မေခွန်းထုတ်မယ်ဆိုလို့ရှိရင်လိုရင်းကြဖြစ်တဲ့ဖို့လိုတယ်ပေါ့ဘာကြောင့်မကောင်းမှုကိုမပြုဖို့မြတ်စွာဘုရားတားမြစ်တော်မူရတာတော့ဆုံးမတော်မူရတာတော့လို့မေးရင်ဆင်းရဲမှာစိုးလို့အဲ့ဒါလိုရင်းကြဖြစ်တဲ့ဖို့လိုတယ်ဟုတ်တယ်မကောင်းတာလုံးပြီးပြောပြီးတွေးမိရင်တော့အကျိုးဆက်အနေနဲ့ဆင်းရဲဒုက္ခကိုမလွဲမသွေကြုံရလိမ့်မယ်မကောင်းမှုနဲ့ဆင်းရဲဒုက္ခဆိုတာအကြောင်းအကျိုးတစ်စုံပဲရှောင်လို့မရအောင်အကြောင်းတရားကိုပြုပြီးရင်အကျိုးတရားဆိုတာရှောင်လို့ရမလားမရဘူးနော်မကောင်းမှုသည်အကြောင်းတရားဖြစ်တယ်ဆင်းရဲဒုက္ခသည်အကျိုးတရားဖြစ်တယ်ဒီနေရာမှာမကောင်းမှုဆိုတာအလွန်ကျေပြန့်တယ်ညာသောဖြင့်လူတွေကမကောင်းမှုလို့ပြောလိုက်လို့ရှိရင်သိတာထင်ရှားတဲ့ကာယကံမှုဝจีကံမှုလောက်ကိုပဲမကောင်းမှုလို့ဗုဒ္ဓတွေလုဒ္ဓမဟာမနာတွေပြောတာ
ဟုတ်လားဒီအလုံးနဲ့အပြောကိုပဲမကောင်းမှုလို့စိတ်ထဲမှာပြေးပြီးတော့မြင်မိတတ်ကြတယ်တကယ်ကမကောင်းမှုဆိုတာကာယကမကောင်းမှုဝစီကမကောင်းမှုတွေမကဘဲနဲ့ဘယ်ထိနားလဲရမှာလဲမနောကမကောင်းမှုထိနားလဲရမှာနော်စိတ်ထဲမှာအလိုဆန္ဒတွေပြင်းပြင်းထန်ထန်ဖြစ်တယ်ဒါမကောင်းမှုပဲလေဟုတ်လားမကောင်းမှုဆိုတာဘာကြောင့်မကောင်းမှုလို့ပြောရတာလဲနော်အပြစ်ရှိလို့ဆင်းရဲဒုက္ခကိုဖြစ်စေတဲ့လို့မကောင်းမှုလို့ပြောတာဟုတ်တယ်မဟုတ်လားအေးတွေ့ကြုံရတဲ့အာယုန်တွေနဲ့ပတ်သက်ပြီးတော့အလိုမကျမှုတွေစိတ်တိုင်းမကျမှုတွေဖြစ်နေပြီဆိုရင်ဒါပါလေမကောင်းမှုပေါ့မိမိရောပေါ့ဆာဝါရတံဘိုးအချိန်ခါရတံဘိုးကိုနားမလဲပဲနဲ့ဖြစ်တယ်လို့နေနေတယ်ပမာဒလွှမ်းမိုးပြီးတော့မောဟနဲ့နေနေတယ်ဆိုရင်ဒါလည်းပါလေမကောင်းမှုပဲเนาะဒါကြောင့်မကောင်းမှုကင်းမှုဆိုတာထင်တယ်လို့မလွယ်ဘူးเนาะတချို့ကလွယ်လေးပြောရတာရှိတယ်တို့ဘာအကုသိုလ်ရှိပါဘူးပြောရတာရှိတယ်เนาะအကုသိုလ်ကင်းဖို့ဆိုတာလွယ်မလားမလွယ်ဘူးเนาะကာယကံဝစီကံမကောင်းမှုကင်းကောင်းကင်းနိုင်ပြီမလို့မနောကံမကောင်းမှုကင်းဖို့ကြတော့မလွယ်တော့ဘူးညာစုကတော့ဝစီကံမကောင်းမှုကင်းဖို့တောင်သိပြီးတော့မလွယ်ပါဘူးဟုတ်လားအဲ့တော့ဦးဇင်းတို့ပိဋကဘောင်းတော်ကောင်းတို့ဘာကြောင့်မကောင်းမှုကိုမြတ်စွာဘုရားကရှောင်ဖို့တိုက်တွန်းတာတော့ဆုံးမြတ်သုံးမတာတော့လို့မေးရင်ဆင်းရဲမှာဆိုလို့ဒီအခြေခံကြတဲ့လိုရင်းကြတဲ့အဖြေလေးကိုဖြေတတ်ဖို့လိုတယ်ပေါ့အဲ့တော့ဒီနေရာမှာမကောင်းမှုတွေအကြောင်းတရားဆင်းရဲဒုက္ခတွေအကျိုးတရားဆိုတာလေးကိုပေါ်လွင်ထင်ရှားအောင်မြတ်စွာဘုရားဥဒ္ဒံပါဠိတော်မှာနမတန်းတင်ထားတဲ့မြတ်စွာဘုရားဥဒ္ဒံကျူခဲ့တဲ့အခါဒါလေးတစ်ပုဒ်ရှိတယ်နောက်အခါတစ်ပါးမှာဘုရားရှင်ကိုရောင်မြတ်ကြီးဇေတဝန်ကျောင်းတိုက်တော်မှာသတင်းသုံးတော်မူရင်းနဲ့နန္ဒခင်းခါကာလတာဝတိမြို့တဲ့ကိုမြတ်စွာဘုရားဆွမ်းခံကြွားတယ်အဲ့လိုဆွမ်းခံကြွားတဲ့ခါကျတော့ကျောင်းတော်နဲ့မြို့ရဲ့ကြားထဲမှာရေကန်ကြီးရှိတယ်ဇေတဝန်ကျောင်းနဲ့မြို့ရဲ့ကြားထဲမှာရေကန်ကြီးရှိတယ်အဲ့ဒီရေကန်ရဲ့ဘေးကနေမြတ်စွာဘုရားမြို့ထဲကိုဥတည်ပြီးတော့ဖျက်လျှောက်သွားတော့အဲ့ဒီရေကန်ထဲမှာကလေးတွေငါးဖမ်းနေတာကိုတွေ့ရတယ်နော်အဲ့ဒါတွေ့တော့မြတ်စွာဘုရားကလေးတွေပဲဆိုပြီးတော့သူတို့ကိုလစ်လျူရှုပြီးတော့မထားရဘူးအဲ့ဒီနောက်ကိုကြွသွားပြီးတော့မြတ်စွာဘုရားအမေးတော်ရှိတယ်အဲ့ဒီကလေးတွေကိုကလေးတွေကိုနားခေါ်ကလေးတွေကလည်းရောက်လာပြီးတော့ဗာပြောတော့ဆိုတော့จิตသားတို့တဲ့သင်တို့ဟာဆင်းရဲဒုက္ခကိုမနှစ်သက်ကြမှု၍ဆင်းရဲဒုက္ခကိုကြောက်ကြသလားတဲ့အမေးပုံလေးကဆင်းရဲဒုက္ခကိုမနှစ်သက်ဖဲနဲ့ဆင်းရဲဒုက္ခကိုကြောက်သလားလို့မေးတဲ့အခါကျတော့အဲ့ဒီကလေးတွေကမြတ်စွာဘုရားတဲ့ဆင်းရဲဒုက္ခကိုတပည့်တော်မနှစ်သက်ပါဘူးတဲ့ဆင်းရဲဒုက္ခကိုတပည့်တော်ကြောက်လဲကြောက်ပါတယ်ဒါတော့လူတိုင်းသိဉာဏ်ရှိတဲ့လူမှရဲ့ဆင်းရဲကိုဘယ်သူမှမနှစ်သက်ပါဘူးဆင်းရဲကိုကြောက်လဲကြောက်ပါတယ်ဟုတ်လားအဲ့ဒါလိုလဲဖြေလိုက်ရောမြတ်စွာဘုရားကဥဒန်းကျူးတယ်တဲ့ဥဒန်းကျူးတယ်ဆိုတာကဘသူ့ကိုရည်ညွှန်းပြီးတော့ပြောလိုက်တာမျိုးမဟုတ်ဘူးစိတ်ထဲမှာမဆန့်တော့လို့နှုတ်တော်ကနေရှမ်းကြလာတဲ့စကားပေါ့ဒါကိုဥဒန်းလို့ခေါ်တာဟုတ်အဲ့ဒါဥဒန်းကျူးတယ်တဲ့မြတ်စွာဘုရားကသစေဘာယထဒုက္ခတသစေယောဒုက္ခမပိယံမာကထပါပကံကမ္မအဝိဝါယတိဝါရဟောတယ်နော်အဓိပ္ပာယ်ကဘာပြောတော့သစေဘာယထဒုက္ခတဆင်းရဲဒုက္ခကိုတကယ်လို့ကြောက်ကြတယ်ဆိုလို့ရှိရင်သစေယောဒုက္ခမပိယံဆင်းရဲဒုက္ခကိုတကယ်လို့မနှစ်သက်ကြဘူးဆိုလို့ရှိရင်မာကထပါပကံကမ္မအဝိဝါယတိဝါရဟောတယ်ဝေယမှာပဲဖြစ်ဖြစ်လူရှိမှာပဲဖြစ်ဖြစ်မကောင်းတာကိုမလုပ်ရဘူးတဲ့အလွန်ပြည့်စုံတယ်နော်ဆင်းရဲကိုကြောက်တယ်ဆင်းရဲကိုမနှစ်သက်ဘူးဆိုလို့ရှိရင်မကောင်းတာကိုမလုပ်ရဘူးတဲ့မကောင်းတာကိုမလုပ်ရဘူးလို့တားမြစ်တဲ့နေရာမှာရှိကဝိသေသနာစကားလေးကိုသတိထားမိဖို့လိုတယ်အာဝိဝါယတိဝါရဟောတယ်ကိုယ်ရမှာပဲဖြစ်ဖြစ်လူရှိမှာပဲဖြစ်ဖြစ်တယ်ဒါအလွန်ရေးပါတယ်လို့ထင်တယ်နော်များသောအားဖြင့်တရားဓမ္မတို့ဦးဇင်းတို့ပုထုဇဉ်တွေဟာတော့လူရှိမှဆိုရင်တော့များသောအားဖြင့်ဟန်ပန်ပန်စောင့်စည်းမှုနဲ့နေကြတာပေါ့နော်ကိုယ်ရရောက်ပြီးတယောက်တည်းဖြစ်နေပြီဆိုရင်တော့နော်စိတ်ကိုလွတ်ထားကြတာပဲများတယ်ပေါ့ဟုတ်လားဒါကြောင့်မကောင်းမှုရဲ့အကျိုးဆက်ကိုသိမြင်ပြီးတော့ကိုယ်ရမှာပဲပြုလူရှိမှာပဲပြုမကောင်းမှုကတော့သူ့ရဲ့အကျိုးပေးကိုဖြစ်စေမှာပဲလို့နားလည်ပြီးတော့ဆင်းရဲကိုကြောက်တယ်ဆင်းရဲကိုမနှစ်သက်ဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာကိုယ်ရမှာပဲဖြစ်လူရှိမှာပဲဖြစ်ကောင်းတာကိုလုပ်ရဦးတဲ့သစေစပါပကံကမ္မကရိတ္ထဝါကရောတိဝါကရိတ္ထဝါတကယ်လို့မကောင်းတာကိုအခုလည်းပြုမယ်နောက်လည်းပြုကြမယ်ဆိုလို့ရှိရင်တဲ့
Now Doka Pambudiati, then no one see a Doka Mluna mood. Ubisabi, Palayada, 12 years though leve, see a Doka Lagam Luna mood. Daliva said, no? Now Kule Lome, now let Lome show ye. 12 years though leve, then no one see a Doka Mluna mood. Katanabo Uranjura, no? Tamadazia account, hola. Tajan the Garamado, you know. Chiganja Nale Yamaga, Makamudi, Jaundea, Sia Dokadi, Judea. Hola, Ada Makamudi, Kayagam Jigamya, no, Shida Lo, Nalemu Mavene, Manoga Makamudi, Shide, Surauleve, Pibiwawa, Nale Biro, Sate Ma T, Makamu, Gain on Neva on Josa Atobo, Shire, Shiumlula. Rajala Makamu sounds to the Somalia, Yanchi Pian Lina Babi Shura. Lolo Tinjaba, no, Hola. Other solution was no digging, no, without baby of Georgiana. It is in Edokaya, Chaundi Amshide. The Makambu Agudu Diaribu, Pebum Beni, Shouting Jamale, Pebum Beni, Pesabo Juda Jamale, should have buying. Oh, Titan already will lead a recama, Nimuzo name Yasopia, Macona, Malopia, Shouting Pia, Pesane, Tempia Beda, Soma Beda, Nayishi. Every day, you know, a lunch I did, though done, the Boshi there. Raga, Makambu will pay Shabo, Agudo Kilida Diari will pay Shabo to it. That's why we shoot on music on it, every though done, they are the Votema. Nila New, Mai Beta. Nila Chamio Beta. Every Nila Chamio, Madame Midis in it, no? To get electric, no Boama, don't charm us with a siglene, Madame in it, Bohola. So Yavazo. Oh, Matazon de Yoga Swagani. The yoga would not young level, Pimienta and Doka would now Kanzani, Suyabazo. Hello solution, the yoga jungle, come on, theatre. Not that you understand. When the yoga Pauchin Lucy, no? DC nearly will make for Bidosa. No Baba Laute, that's what meant the job of Jaume. Ragawasi Ayabomale Yongi, the Tubure say Abomale Yongi, the solution, no. This year will pour Bidos Amabe. Hola. Hello, since he will pause Amelo. Say Gubi, so you know. Say for both to be the new or Tibicha Mapuro Lulime. How the Mola? Say Neo Pura Chala de Piro, Baba Laute Amamdi Usue, so is Wari Chico, no? Hola. Tajang yoga so any the Bogo de yoga Pauchin, yoga Pausi, the Seu Yala Vision, any Sini who did about no Bibi Bimi and Tidi Jaja, Matabu at the low, Tidiadi and Aula, Elo, Madazi. Yoga in the Galmar Udino Tandama, the Agu de Kilidari, Buddha Londa Dega, Yoga the Kunine, Swenida, she, no. Sing it Laga Singeramo, Hola. The yoga would not jump, the yoga jump, Paginado, sing Hola. And I'm yes of Yaga. The Dodani, not Dodayana Mega, Atawa Dodan, look. Nama baby, you know, go to Balido, second Nibatema, Madan Dentare. Ado Beja Nilangomia, so be, you know, Jedon Hoda Shiva. Now the area of Hobida Diari, Navida Diari, Hobby men, no many don't have Yoga Vihola. After this, not Jota de Yoga alone, let you know, allow Jamia Nai, Tita Mishiva, Hola. That Lepu Piro, Mayim Joda, who no, Tayamundo Jovida Diari, Chule Nabuvida, Chile Hola. Any other Dama, yes, of Vira, Luli Hopiata Lesuro. Yanu, a cubiore, a cubiome, and Hayachaban and Pizo, Gentle Namesui. Area, Ahunia, Bahunia, Dekinia, Isalikarania, Notre Dame, Yakidan, Loka Dalusure. No, go Hava name Izune Yan of Miami. No, Yandavama, Kubiome, Zidui, Chauche. The Galuchi Mesulucia. Yandi, Ahunia. Yawiga Julara, what to be Zigo, look and using a tight day to their cone city. Bahunia. Ede Lunga Tare, what to be city, look and using a tight day cone city. No. Dakinia, Temino Loka, the Kanyo Chana, Yabo, the Jiman Biro, Ludanago, Lukan Jinga, Taideo. In Silikarania, La Uchimo, Shikujin, can you die there? No, the Rambonia Kedan Lokada. The Loka Lonia Kamudi, the music was Abu Chaya, Lea Migonji to Pole, Pidelo.
ကုံတခုတော့5ခုဒီအင်္ဂါ6ချက်နဲ့ဒီအည်သွေး6မျိုးနဲ့သာပြည့်စုံအောင်နေထိုင်ကျင့်ကြံနိုင်မယ်ဆိုရင်ဒီကုံ5ပါးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်လို့ဆိုရမယ်တဲ့ဒီလိုလေးနေတန်းချီတာနော်အဲ့တော့ပြည့်စုံရမယ်အည်သွေး6မျိုးကဘာလဲအဲ့ဒါကိုသေချာလေးလာကြည့်တဲ့အခါမှာအကုသိုလ်တရားတွေကိလေသာတရားတွေဒီသုတ္တံမှာတော့အသောတရားတွေလို့မြတ်စွာဘုရားဟောတယ်စိတ်ကိုပူလောင်စေတတ်တဲ့ညှဉ်းနှွမ်းစေတတ်တဲ့နပင်မဆင်းရဲကြောင်းဖြစ်တဲ့အသောတရားတွေအသောတရားဆိုတာကိုပေတတို့ကြွကြမ်းကျင်ကျင်မှတ်သားဖို့ပြီးသားနော်အသောတရားအတဝဆိုတာဘာပြောရတော့ရှိုးရှိတဲ့တရားရည်တွေစီးတယ်ဆိုတာမြင်းရနဲ့နေရပဲစီးတာဒီအသောကအဲ့ဒါတည်းပို့ပြီးတော့စွမ်းနေတဲ့မြင်းရနဲ့နေရနဲ့ကောင်းနေရနဲ့မြင်းရောက်လဲစီးတယ်တဲ့အထက်ဘဝအောက်ဝီကြီးတန်အောင်ဘုံအားဖြင့်သူစီးနိုင်တယ်အသောတရားနောက်ထပ်အဓိပ္ပာယ်တစ်မျိုးရှိတယ်အတဝဆိုတာဘာကိုပြောအရက်ကိုပြောတာစိတ်ရည်ပေါ့အရက်တောက်ထားလို့အရက်မူးနေတဲ့လူတယောက်ဟာပဂရိစိတ်ကင်းပြောင်းနေသူမှာအရက်မူးတဲ့စိတ်ပဲရှိတယ်ပေါ့ရှင်မူးမှုနဲ့ရှင်းနေတဲ့အတွက်ကြောင့်ဟုတ်တာကိုဟုတ်တယ်မဲဟုတ်တာကိုလည်းမဟုတ်ဘူးထင်မဲသူအကုန်ဗျမ်းမတာသူဘာမှပြောလို့မရပြောရရင်တော့ရက်မူးနေတာယူနေတာနဲ့ဘာမှမထူးတကယ်တမ်းကတော့ဟုတ်လားခုအတဝကိုမြတ်စွာဘုရားအရက်လို့ခေါ်တယ်အဲ့တော့ဦးဇင်းတို့ကာမတဝဆိုတဲ့ကာမဂုဏ်အာယုံကိုလိုချင်တဲ့လောဘဘဝတဝလို့ဆိုတဲ့ဘဝကိုမမောတဲ့လောဘဒိဋ္ဌတဝလို့ဆိုတဲ့ယုံနာခန္ဓာကိုပုဂ္ဂိုလ်တ attva လို့ထင်မှမှားတဲ့ဒိဋ္ဌိတည်းဟူသောတက္ကဒိဋ္ဌိတည်းဟူသောအတဝဟုတ်လားပြီးတော့ပါတော့ဝိဇ္ဇာတဝဆိုတဲ့သစ္စာလေးပါးကိုမသိတဲ့ယုံနာခန္ဓာရဲ့သဘာဝတွေကိုမသိတဲ့မောဟဟုတ်လားတေဝကောက်ရင်လောဘရဲ့ဒိဋ္ဌိရဲ့မောဟရဲ့ရတယ်အဲ့ဒီလောဘရဲ့ဒိဋ္ဌိရဲ့မောဟရဲ့သည်တ attva တွေကိုမူးနေစေတယ်ယူနေစေတယ်အမှန်တိုင်းမသိသေးဘူးဗဂရိအရက်ကိုမတောက်လို့ဗဂရိမူးတာနဲ့တော့မမူးကြဘူးဟုတ်လားသို့တော့လောဘဒိဋ္ဌိမောဟဒီဟူသောအတဝအရက်ကိုတောက်မိတဲ့အတွက်ကြောင့်အသောတရားတို့ကြောင့်မူးနေတဲ့အမှုကတော့တရားဓမ္မတို့ဦးဇင်းတို့မှာရှိနေတယ်ဟုတ်လားအဲ့ဒါကိုမြတ်စွာဘုရားဒီနေရာမှာအသောတရားတွေကိုဘယ်ပုံပဲနည်းပယ်ရှားမလဲဆိုတဲ့နိလန်း6မျိုးဟောတာအဲ့ဒီနိလန်း6မျိုးကိုသာတကယ်ပြည့်စုံအောင်ကြိုးစားအထောက်မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကိုအာဟုနေယပါဟုနေယတခိနေယအင်္စလိကရဏီယအနုတ္တရံပုညခေတ္တံလောကတ္တလို့ဂုဏ်5မျိုးရှိတယ်လို့မြတ်စွာဘုရားချီးကျူးတယ်နော်အဲ့ပြည့်စုံရမယ့်အည်အသွေးကြီး6မျိုးစပြီးတော့ပြောရအောင်နော်အသောတရားကိုဘယ်လိုပယ်မလို့တနည်းအားဖြင့်ခုစကားအလင်းသိနေတာကဘာလဲအကုသိုလ်တရားတွေမကောင်းမှုတရားတွေကိုဘယ်လိုပယ်ရှားမလို့ဘယ်လိုရှောင်ကျဉ်ကြမလို့ဆိုတဲ့အပိုင်းပေါ့နော်ဒါမြတ်စွာဘုရားကဒေသနာကိုဟောတဲ့အခါမှာအစီအစဉ်တကြလေးဟောတယ်ဟုတ်လားရမ်းစိတ်ဝင်စားတယ်ကောင်းတယ်မိတန်းလေးခင်းပြီးတော့မြတ်စွာဘုရားတစ်ခုချင်းစီကိုပြောပြတယ်လို့ပြောပြတော့ဆိုတော့ယဟန်တို့တဲ့စောင့်စည်းမှုဖြင့်ပယ်ရမယ်အာသောတရားကိုစောင့်စည်းခြင်းဖြင့်ပယ်ရမယ်တဲ့တံဝရစောင့်စည်းတာနော်စောင့်စည်းမှုနဲ့ပယ်ရမယ်အာသောတရားတွေကိုစောင့်စည်းခြင်းဖြင့်ပယ်နိုင်အောင်ကြိုးစားရအဲ့တော့ဒါကိုအจิตဝတ်မြတ်စွာဘုရားထပ်ပြီးတော့အဓိပ္ပာယ်ဖွင့်တဲ့အခါဘယ်လိုဖွင့်ပြတော့စောင့်စည်းမှုဖြင့်ပယ်ရမယ်အာသောတရားကိုစောင့်စည်းမှုဖြင့်ပယ်ရမယ်ဆိုတာကမျက်စိနာနာလျှာကိုယ်စိတ်လို့ဆိုတဲ့ဣန္ဒြေ6ပါးဒီတို့အလုံးကြံ့ကျင်ပြီးသားနော်ဒီခန္ဓာကိုယ်ကြီးကိုမျက်စိနာနာလျှာကိုယ်စိတ်ဆိုတဲ့ဓဝရတကား6ပေါက်နဲ့တိဆောက်ထားတာဒီတကား6ပေါက်ကိုပဲဣန္ဒြေ6ပါးလို့ဒီလိုလဲသုံးတယ်နော်ဣန္ဒြေဆိုတဲ့စကားလေးကဘယ်လိုအဓိပ္ပာယ်ရလဲအစိုးရခြင်းလို့အဓိပ္ပာယ်ရတယ်ဟုတ်လားဣန္ဒြေကသူကအမျိုးမျိုးဟောတာဗျနော်ဗောဓိပက္ခိယတရားမှာတော့ဣန္ဒြေကို5ပါးဟောတယ်တတ္တိန္ဒြေဝိရိယန္ဒြေတတ္တိန္ဒြေသမာဓိန္ဒြေပညာန္ဒြေဆိုပြီးတော့ဟုတ်လားကောင်းမြတ်တဲ့အရာမှာစိတ်ကိုအစိုးတရားရှိတဲ့အရာကြီး5ခုဟုတ်လားခုဒီနေရာမှာမျက်စိနာနဲ့လျှာကိုယ်စိတ်ကိုဣန္ဒြေလို့ဟောတဲ့နေရာမှာဒီနေရာမှာဆိုလိုတဲ့ဣန္ဒြေအစိုးရခြင်းကဘာကိုပြောတာတော့ရိုးရိုးလေးမျက်စိဆိုတာမြင်မှုကိုအစိုးရတယ်မျက်စိမပါဘဲနဲ့မြင်လို့မရဘူးမြင်တဲ့နေရာမှာမျက်စိကအကြီးအကဲပဲမျက်စိကအစိုးတရားရှိတယ်နားနဲ့မြင်ရင်လို့မရဘူးနှာခေါင်းနဲ့မြင်ရင်လို့မရဘူးနော်မြင်မှုအနေအထားအကုန်လုံးကမျက်စိပေါ်မှာအဓိကမူတည်နေတယ်ပေါ့ဆိုလိုတာမျက်စိမှုံရင်မြင်မှုလည်းမှုံသွားတာပဲမပြီးပြင်တော့မပြတ်သားတော့ကြားတဲ့ကိစ္စမှာနားသည့်အစိုးတရားရှိတယ်နော်အနံ့ရတဲ့ကိစ္စမှာနှာခေါင်းသည့်အစိုးတရားရှိတယ်
တရားသာကိုသိတဲ့နေရာမှာလျှာသည်အစိုးတရားရှိတယ်ဟောအတွေ့အထိကိုသိတဲ့နေရာမှာဒီကာယပတာရသည်အစိုးတရားရှိတယ်အဲ့လိုပဲဓမ္မယုံတွေ့ရကျန်တဲ့နေရာမှာစိတ်သည်အစိုးတရားရှိတယ်ဆိုပြီးတော့နော်သူ့နေရာသူ့ဌာနမှာအစိုးတရားရှိတဲ့တရားတွေမို့လို့ယသိနာနာလျှာကိုစိတ်ကိုအိန္ဒြေလို့ခေါ်တာဟုတ်လားအိန္ဒြေ6ပါးအဲ့တော့စောင့်သီးခြင်းဖြင့်ပယ်ရမယ့်အာသောတရားကိုစောင့်သီးမှုဖြင့်ပယ်ရမယ်ဆိုတာအဲ့ဒီအိန္ဒြေ6ပါးကိုစောင့်သီးရမယ်လို့ပြောတာလေဟုတ်လားမြတ်စွာဘုရားတော့စနစ်တကျလေးဟောတယ်တော့ဆိုရပါစို့ဒီမြင်တာနဲ့ပတ်သက်ပြီးတော့မျက်စိကိုမစောင့်သီးနိုင်လို့လောဘတွေဒေါသတွေကိလေသာတွေဖြစ်လာတယ်ဆိုရင်အဲ့ဒီလူမှာပူရတယ်လောင်ရတယ်ပင်ပန်းရတယ်ဟုတ်လားမြင်လိုက်လို့လိုချင်မိတယ်ဒါပူလောင်တော့တာပဲလောဘကြောင့်ပူလောင်တယ်ဆိုတာတုံတုံညံနဲ့မသိနိုင်ဘူးမကြိုက်တာမြင်လိုက်လို့ဒေါသဖြစ်ပြီးဆိုရင်တော့ပူလောင်တာကနည်းနည်းထင်ရှားတယ်ဟုတ်လားဒါပါမျက်စိကနေစပြီးတော့လောင်တာနော်ဟုတ်လားအဲ့တော့ဒီမျက်စိကိုမစောင့်စည်းနိုင်လို့အဲ့ဒီပူမှုလောင်မှုဟာဖြစ်လာတာဟုတ်လားမစောင့်စည်းရင်ပူလောင်မှုဖြစ်လာတယ်ဒါကိုနားလည်ပြီးတော့ဒီပူလောင်မှုမဖြစ်စေရဘူးဆိုပြီးတော့မြင်တာကိုအကြောင်းပြုပြီးတော့ပူလောင်မှုမဖြစ်စေရဘူးဆိုတော့မျက်စိကိုနော်အကြောင်းပြုပြီးတော့ရာဂဒေါသမဖြစ်အောင်ကြိုးစားတာကိုဒါမျက်စိကိုစောင့်စည်းတယ်လို့ခေါ်တာတဲ့ဟုတ်လားဒါဘာဝနာနဲ့ကင်းပြီးတော့မဖြစ်ဘူးနော်တတိထားရတာနော်မြင်တိုင်းတတိထားရတာအဲ့လိုပဲကြားတိုင်းတတိထားရတာကြားတာနဲ့ပတ်သက်ပြီးတော့ရာဂဒေါသဖြစ်တယ်ဆိုရင်ဒါနားကိုမစောင့်စည်းနိုင်တဲ့လူနားကြောင့်သူပူလောင်ရတဲ့ဆင်းရဲအဲ့ဒါတွေကိုနားလည်ပြီးတော့မစောင့်စည်းရင်ငါပူလောင်လိမ့်မယ်ပင်ပန်းလိမ့်မယ်ဆင်းရဲလိမ့်မယ်လို့သိပြီးတော့ဒီမျက်စိနာနာလျှာကိုယ်စိတ်ကိုမလုပ်တာတော့စောင့်စည်းတာတဲ့အဲ့ဒီလိုစောင့်စည်းလိုက်လို့ရှိရင်မစောင့်စည်းရင်ဖြစ်နိုင်တဲ့အာသောတရားတွေဟာမဖြစ်တော့ဘူးဒါရိုးရိုးလေးပဲနော်မစောင့်စည်းရင်ရာဂဒေါသဖြစ်မယ်စောင့်စည်းရင်ရာဂဒေါသမဖြစ်ဘူးအဲ့လိုဆိုရင်စောင့်စည်းခြင်းဖြင့်ပယ်ရမယ့်အာသောတရားကိုစောင့်စည်းပြီးတော့ပယ်ရမယ်ဆိုတာနားမလည်စရာရှိသေးလားမရှိတော့ဘူးကိုယ့်ရဲ့မျက်စိနာနာလျှာကိုယ်စိတ်ကိုစောင့်စည်းရမယ်လို့ပြောတာဒီနေရာမှာဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကတော့ယဟန်တော်၅ပါးရှိတယ်အဲသူတို့စကားဆက်ပြီးတော့ဗာပြောလဲဆိုတော့စောင့်စည်းရတာတွေမှာဟောဒီမျက်စိဟာအလွန်ခက်တယ်ဟိုဟာကြည့်ခြင်းဒီဟာကြည့်ခြင်းဟုတ်လားနော်သူကမျက်စိနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားမှုရှိတဲ့ယဟန်ဖြစ်မယ်ပေါ့နောက်တစ်ပါးကမျက်စိနဲ့နားပို့ပြီးတော့စောင့်စည်းရတာခက်တယ်နောက်တစ်ယောက်ကဟာအနက်နဲ့ပတ်သက်ပြီးတော့စောင့်စည်းရတာလည်းမလွယ်လှဘူးနောက်တစ်ယောက်ကအရသာကပိုးတောင်းဆိုးသေးတယ်ဒီအရသာကမြင်ရင်စားခြင်းတယ်အတွေ့အထိကလည်းခက်တာပဲဟောညင်းညတာခုံညတာအဲ့ဒါနဲ့မြတ်စွာဘုရားတဏ္ဍမောရောက်လာပြီးတော့အဖြေတောင်းကြတော့မြတ်စွာဘုရားကဒီအိန္ဒြေ၅ပါးသူ့ကြတော့မနိန္ဒြေမပါသေးဘူးပေါ့နော်သူတို့က၅ပါးတည်းလာတာဟုတ်လားမျက်စိနာနာလျှာကိုဟုတ်လားဒီအာယုံ၅ပါးဒီဓဝရ၅ပါးဟာအကုန်လုံးဘယ်ရာမှစောင့်စည်းရတာမလွယ်ဘူးတဲ့အကုန်ခက်တယ်တဲ့ခက်လို့မို့သင်တို့ဟာရှေ့တုန်းကဘီလူတွေရဲ့အစာကိုခံရပြီးတော့နော်အသက်ကုန်ခြင်းတို့ရောက်ဖူးပြီဇတ်တော်လေးတပုတ်ဟောတယ်ပေတရုကြားပါတယ်နော်ဘုရားလောင်းကနော်တက္ကသိုလ်ကြီးမှာဘုရင်တစ်ပါးရဲ့သားဖြစ်တယ်အငယ်ဆုံးဆိုတော့ဌိနန်းစည်းစိမ်ရဖို့သူကမသေးကြဘူးအဲ့ဒီမှာပြည့်စေကဗုဒ္ဓရှင်မြတ်တွေကဌိနန်းစည်းစိမ်ကိုရခြင်းရင်နော်တိုင်းပြည်တစ်ခုကိုရောက်သွားမယ်နော်ဝေးကြီးကနေပတ်သွားလို့ရှိရင်တော့ခရီးရောက်ဖို့မလွယ်ဘူးဖြက်လန်းသွားရင်မြန်မြန်ရောက်မယ်ဒါပေမဲ့ဖြက်လန်းသွားရင်တော့ဘီလူတွေရှိတယ်ဒါတင်သွားနိုင်လို့ရှိရင်အဲ့ဒီမှာတင်ရှင်ပင်ဖြစ်လိမ့်မယ်အဲ့ဒါနဲ့စွန့်သားပြီးတော့သွားမယ်ဆိုတော့သူ့ရဲ့နောက်ကနော်နောက်တော်ပါငယ်ပါတွေအပေါင်းပါတွေကသူတို့လည်းလိုက်မယ်ဆိုတော့9ယောက်လိုက်သွားကြတာလမ်းကြတော့ဘီလူမတွေဖန်ဆင်းထားတဲ့ယူပါယုံမှာဆွဲညှိပြီးတော့တယောက်ကကြံရစ်တယ်ဘီလူတွေမှတည့်ရတဲ့ကြံရစ်တာနော်ကြားဦးတယ်နော်ဒီဇက်တော်ကိုကြားဦးတယ်နော်ဟုတ်လားနောက်တယောက်ကအတန်မှာဆွဲညှိပြီးတော့ကြံရစ်တာအဲ့ဒါအာယုံ၅ပါးနောက်ကလိုက်တော့တဲ့9ယောက်အကုန်ပြုတ်ပြီးတော့ကြံရစ်တယ်ဦးဇင်းကဒီဇက်တော်ကိုဖတ်ကြည့်တဲ့အခါစိတ်ထဲမှာမလို့ခံစားရတော့ဆိုတော့ဒီအခုဖန်ဆင်းပြနေတဲ့အစင်းတွေအတန်တွေအနက်တွေရတာတွေအတွေ့အထိတွေဟာဘီလူမတွေကထောင်ချောက်ဆင်ပြီးတော့သူတို့ကိုစားမလို့ဖန်ဆင်းပြထားတာဆိုတာကိုသူတို့သိတယ်သိပါလျက်ကယ်နဲ့အဲ့ဒီမှာတိတိကြီးနဲ့ကြံရစ်တယ်အဲ့ဒီအချက်ကိုစဉ်းစားမိတယ်ဟာဒီလူတွေကအလွန်မိုက်တာပဲလို့မထင်နဲ့နော်လူတိုင်းမိုက်နိုင်ရဲ့နော်အဲ့တော့ဦးဇင်းဘာစဉ်းစားမိဆိုတော့အာယုန်တွေကိုတိတ်တော့အထင်မသေးနဲ့ဟုတ်လားနော်အသေးခံပြီးတော့မိုက်ရဲလောက်အောင်ထိနော်စွဲညှိစေတတ်တယ်နော်ကိုင်းသေးတာနဲ့ဒီအာယုံရတာနဲ့ဘယ်ဘယ်ဟာရွေးမလို့သေခြင်းလဲသေပါစေအာယုံရရင်ပြီးတာပဲဆိုအဲ့ဒီထိတောင်မှအာယုံတွေဟာတတ္တဝါကိုဆွဲဆောင်နိုင်တယ်ဒါကိုနားလေစေချင်တာပေါ့နော်
မြင်ရရင်ပြီးတော့သိရင်သိပါစေကြားရင်ပြီးတော့သိရင်သိပါစေဒီထိသွားမှာနော်ဟုတ်လားအဲ့ဒါမြတ်စွာဘုရားအဲ့ဒီမှာအဲ့ဒီရဟန်းတော်၅ပါးဒီလိုလျှောက်ထားလာတာကိုအကြောင်းပြုပြီးတော့အဲ့ဒီဇတ်တော်လေးကိုဟောပြီးတော့ကာထာနှစ်ပုဒ်ဟောတာရှိတယ်ဓမ္မပါဠိပါဠိတော်မှာသက္ခုနာတံဝရောတာရုတာရုသောတေနတံဝရောဂာနေနတံဝရောတာရုတာရုဇင်ဝါယတံဝရောကာယေနတံဝရောတာရုဝါစာယတံဝရောနော်မနတ္တတံဝရောတာရုတပ္ပထတံဝရောတပ္ပထတံဝရောဘိက္ခုတပ္ပဒုက္ခဗမုစ္စတိတဲ့ကာထာနှစ်ကာထာကိုဟောတယ်နော်အဓိပ္ပာယ်ကဘာပြောတော့သက္ခုနာတံဝရောတာရုမျက်စိကိုစောင့်စည်းနိုင်ခြင်းဟာကောင်းတယ်တဲ့မနေ့ကတော့စိတ်ကိုဆုံးမနိုင်ခြင်းဟာကောင်းတယ်လို့ပြောနော်တာဓုဆိုတာဗာလဲကောင်းတယ်လို့ပြောတာဟုတ်လားသက္ခုနာတံဝရောတာရုမျက်စိကိုစောင့်စည်းခြင်းဟာကောင်းတယ်တာဓုတောတေနတံဝရောနားကိုစောင့်စည်းခြင်းဟာလည်းကောင်းတယ်ဟုတ်လားဒီအကြောင်းလေးနဲ့ပတ်သက်ပြီးတော့ဒီအတန်လေးနဲ့ပတ်သက်ပြီးတော့လောဘဒေါသမောဟမဖြစ်အောင်ကြိုးစားတာကိုပြောတာနော်လောကီလိုလည်းပဲဒါကအရန်အသုံးတည့်မလို့ထင်တယ်နော်မနေ့လေဘုံဘုံဈေးထဲကိုရောက်တယ်ဟုတ်လားတေချာကြည့်တယ်လူတွေအတွက်အများကြီးမလိုတာတွေတကယ်မလိုတာတွေပဲများတယ်နော်တကယ်လိုတာတွေကသိမ့်မရှိဒီမှာထူးထူးခြားခြားတွေ့ရတော့နေရာတိုင်းမှာစားနေကြတာပဲအကုန်စားနေတာပဲသွားရင်လည်းစားနေတယ်နော်နေရာတကာတိုင်းစားတိုင်းနေကြည့်ပဲနော်ဒါမြတ်စွာဘုရားကောင်းကျင်တယ်ဆိုရင်စောင့်စည်းရမယ်နော်မျက်စိကိုစောင့်စည်းခြင်းဒီကောင်း၏နားကိုစောင့်စည်းခြင်းဒီကောင်း၏နှာခေါင်းကိုလျှာကိုကိုယ်ကိုဟုတ်လားအဲ့ဒီကိုယ်ကိုကြတော့မြတ်စွာဘုရားနှစ်မျိုးအဓိပ္ပာယ်ထွက်တဲ့စကားနဲ့ဟောတယ်ကာယေနတံဝရောတာရုဆိုတာဒီအတွေ့အထိနဲ့ပတ်သက်ပြီးတော့ကာယပတာဒကိုစောင့်စည်းတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ကိုယ်ကိုအဓိပ္ပာယ်တစ်မျိုးဟောတယ်ကာယဒုစရိုက်ကိုမလုံးသင့်ဘူးဆိုတဲ့ကာယကံရှုတော့ကနေပြီးတော့ကိုယ်ကိုအဓိပ္ပာယ်တစ်မျိုးဟောတယ်ဟုတ်လားနောက်ဦးဇင်းတို့ဝါစာယတံဝရောတာရုလို့အိန္ဒိ6ပါးနဲ့မပါဘဲနဲ့စကားကိုစောင့်စည်းရမယ်ဒါနှုတ်ကသူကအရာသာကိုစောင့်စည်းတဲ့အဓိပ္ပာယ်တစ်မျိုးရှိတယ်အပြောကိုစောင့်စည်းရမယ်ဆိုတဲ့အဓိပ္ပာယ်တစ်မျိုးရှိတယ်ဒေသနာကကြည့်ရတယ်နော်ဟုတ်လားနောက်ကာယေနတံဝရောတာရုဝါစာယတံဝရောဟုတ်လားပြီးတော့ဘယ်ဆက်သွားတော့နောက်ဆုံးအိန္ဒိဖြစ်တဲ့မနိန္ဒိမနတ္တတံဝရောတာရုစိတ်ကိုစောင့်စည်းခြင်းဟာလည်းကောင်းတယ်သူကတော့အခရာပဲအချုပ်ပဲစိတ်ကိုစောင့်နိုင်လို့ရှိရင်ကျန်တာကစောင့်ပြီးသားဖြစ်တယ်လို့အဲ့ဒီဒေသနာလည်းရှိတယ်နော်စိတ်ကိုစောင့်နိုင်ရင်ကျန်တာကစောင့်ပြီးသားဖြစ်တယ်နောက်တော့မြတ်စွာဘုရားဘလို့ချုပ်လိုက်တော့တာဓုတပ္ပထတံဝရောတဲ့အလုံးစုံကိုစောင့်စည်းနိုင်ရင်ကောင်းတယ်တဲ့။အစသာရရစောင့်စည်းနိုင်လေကောင်းလေပဲတဲ့။ဟုတ်လား။ဘာလို့တော့တပ္ပထတံဝရောဘိက္ခုတဲ့အလုံးစုံကိုစောင့်စည်းမယ်ဆိုရင်အဲ့ဒီယံဟာတပ္ပဒုက္ခပမုစ္စတိတဲ့အလုံးစုံသောဆင်းရဲဒုက္ခလွတ်မယ်တဲ့။ဟုတ်လား။ဒါကြောင့်အခုဒီအာသဝတုဒ္ဓါမှာဒီစောင့်စည်းမှုဖြင့်ပယ်ရမယ့်အာသောတရားတွေကိုစောင့်စည်းမှုဖြင့်ပဲပယ်နိုင်အောင်ကြိုးစားရမယ်။သူ့ကိုနံပါတ်1နေရာမှာထားပြီးတော့ဟောတာနော်။အလွန်ကျေပြန့်တဲ့ဒီဥစ္စာကိုကိုယ့်အကိုကြည်ပြန့်စဉ်းစား။ဒီအာယုံ6ပါးဒီဓဝါရ6ပေါက်ဒါတွေကြောင့်ဘလောက်ဒုက္ခရောက်နေတော့ဒါတွေကိုမဆောင်စည်းနိုင်တော့ဘလောက်ပူဒုက္ခတွေများနေတော့ဘလောက်ပူပြီးတော့ရှားနေရတော့ဘလောက်ပူပြီးတော့ပြင်းပန်းနေတော့စဉ်းစားကြည့်တယ်။ကံကောင်းလို့အတိဘဝကံကြောင့်ပစ္စည်းပေါ်များတဲ့တတိတကြွရဲ့ဝမ်းမှာဝင်စားလို့ဘလို့ကောင်အောင်သုံးရမှမသိလို့ရှောက်သုံးနေရတယ်ဆိုရင်သိမထောင်းတာဘူးကိုသုံးရမှကိုယ့်ကိုရှားနေရဆိုရင်တော့မတန်ဘူးဟုတ်လားအဲစဉ်းစားတယ်အလွန်ကောင်းတယ်နော်အဲတချို့ကဟုတ်နိုးကောင်းလို့လုပ်တော့အတင်းသုံးနေတာပြီးတော့ဘယ်သူရှားအောင်ဆိုကိုပဲရှားတာလေဟုတ်တယ်မဟုတ်လားစဉ်းစားကြည့်တယ်နော်ဒီကိစ္စဟုတ်လားဒါကြောင့်ပေသက်ပေါင်းသူတော်တို့အကုသိုလ်တွေကိလေသာတရားတွေအသောတရားတွေကိုပယ်ဖို့အတွက်မြတ်စွာဘုရားပထမဆုံးပေးတဲ့နိလန်းကယသိနာနာလျာကိုယ်စိတ်ကိုစောင့်စည်းရမယ်မစောင့်စည်းရင်ဖြစ်နိုင်တဲ့ကိလေသာအသောတရားတွေကိုစောင့်စည်းခြင်းအဖြစ်မဖြစ်အောင်ကြိုးစားရမယ်ဒါပြောတာနော်နောက်ဦးဇင်းတို့ဗာဆက်ပြီးတော့ပြောတော့နော်စောင့်စည်းမိဝဲတိခံမြဲနောက်ဦးဇင်းစောင့်ပုဒ်ကလေးစီထားတယ်မှတ်မိအောင်လို့နောက်စောင့်စည်းပြီးတော့မိဝဲတဲ့နော်ပฏิသေဝနာနော်မိဝဲခြင်းဖြင့်ပယ်ရမယ်ကိလေသာအသောတရားတွေကိုမိဝဲခြင်းဖြင့်ပဲပယ်နိုင်အောင်ကြိုးစားရမယ်တော့မိဝဲတယ်ဆိုတာဒီနေရာမှာဘာကိုရည်ညွှန်းတာတုံးဆိုတော့ရဟန်းတော်တွေကိုဟောတဲ့ဒေသနာဖြစ်တဲ့အတွက်ကြောင့်သူကစွမ်းသင်္ကန်းကြောင့်ရှိကိုရည်ညွှန်းတာဒီခန္ဓာကိုယ်ကြီးရှင်သန်ဖို့အတွက်နော်အစာအာဟာရကိုမစားလို့မရဘူးနော်ဒါအခြေခံဟုတ်လားအဝတ်ဝတ်မပေးလို့မရဘူးနောက်နေရာထိုင်ခင်းနဲ့မနေရလို့မရဘူးဟုတ်လားပြီးရင်ဗာလဲစေဝါမမီဝဲရလို့မရအောင်ခန္ဓာကိုယ်ရဲ့အဓိကလိုအပ်ချက်ကြီးတွေလို့မဆိုနိုင်ဘူးလားအဲ့ဒါကိုမမီဝဲလို့မရဘူးမမီဝဲလို့ရှိရင်ဘာဖြစ်မလို့ပြဿနာဖြစ်မယ်ပေါ့ဟ
ဟုတ်လားခန္ဓာကိုယ်မကျွေးဘဲနဲ့ထားရင်ဘာဖြစ်မလို့ဒုက္ခရောက်မယ်ပေါ့စားလာပြီးဆိုမှတော့အဲ့ဒါဘာဖြစ်ပြီတော့အကုသိုလ်ဖြစ်တော့မှာပဲလေစိတ်တွေမကြည်မနှက်ဖြစ်လာမယ်ဟုတ်လားစဉ်းစားကြည့်တော့မကျွေးဘဲနဲ့ထားကြည့်ကုသိုလ်ဖြစ်မလားအကုသိုလ်ဖြစ်မလားဒါကိုပြောတာနော်မှီဝဲခြင်းအဖြစ်ပယ်ရမယ့်ကိလေသာရှိတယ်ဟောတချို့ကအစွန်းရောက်ကြတာလေဟုတ်လားမစားဘဲနေမယ်မဝတ်ဖဲနေမယ်ခန္ဓာကိုယ်ကိုညှင်းဆင်းမယ်ဟုတ်လားမှီဝဲတဲ့မှီဝဲတိုက်တာကိုမမှီဝဲတော့ဘာဖြစ်ပြီတော့ဆင်းရဲတော့တာပေါ့အကုသိုလ်ဖြစ်တော့တာအသောတရားတွေဖြစ်တော့တာဟုတ်လားဒါကြောင့်မှီဝဲခြင်းဖြင့်ပယ်ရမယ့်ကိလေသာအသောတရားတွေကိုမှီဝဲခြင်းအဖြစ်ပယ်ရမယ်အဲ့တော့ဒီနေရာမှာမှီဝဲတယ်ဆိုတာကဉာဏ်ပညာနဲ့ရှင်တဲ့စဉ်းစားဆင်ခြင်မှုနဲ့ရှင်တဲ့မှီဝဲမှုကိုရည်ညွှန်းတာဒါကြောင့်ဒီဒေသနာရဲ့စာလေးမှာပဋိသင်္ခါယောနိသောဆိုတာလည်းပါတယ်နော်ဉာဏ်ပညာဖြင့်ဆင်ခြင်၍တယ်ဆိုကြပါစို့စားပြီဆိုရင်ဘလို့မှီဝဲမလို့ဘလို့စားမလို့နော်ရိတ်တာဝင်မှုတဲ့လူတွေဆိုရင်သိမယ်နော်စားကနေမှရွတ်ရတာလေးရှိတယ်လေဣတိစဝဲမဲမဲကိုမြူးရမှန်ကြွလပရည်စင်းပြည့်ဖြိုးခြင်းကမသုံးပါဘူးလေးပြတတ်ဆောင်ဤကိုကောင်းသည်ရှိအောင်ဒီလေးအသက်မြတ်ရမမောပန်းညာဘုရားသာသနာကျင့်တဲ့ပြာကိုကျင့်ပါနိုင်စေဝေနာဟောင်းတဲ့မဖြစ်เสียရာပိုက်မြတ်လေးခသိမ်းပြစ်တို့မဖြစ်လေအောင်ချမ်းမြေ့အောင်ဟုသုံးဆောင်မိရပါတည်းနော်နှစ်ချုပ်ကပါလေဒီခန္ဓာကိုယ်ကြီးဝါဖြူဖို့လှဖို့ပါဖို့တင့်တယ်ဖို့အတွက်ဒီလိုရည်ရွယ်ချက်နဲ့စားတာမဟုတ်ပါဘူးတဲ့ဒါစားမှရှင်းတတ်နိုင်မှာဟုတ်လားလဲဝင်ရိုးကိုအတန်မထွက်အောင်အဲစီထိုးသလိုမျိုးပေါ့နော်မြတ်စွာဘုရားရဲ့သာသနာကိုကျင့်သုံးနိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီအစာဟာရကိုစားပါတယ်ဆိုပြီးတော့ဉာဏ်နဲ့ဆင်ခြင်ပြီးတော့မလုပ်အောင်လို့မှီဝဲရမယ်မကြွေးပဲထားလို့မရဘူးဟုတ်လားအဲ့လိုပဲဝိပ္ပိဆိုရင်လည်းပဲဆင်ခြင်မှုမြတ်စွာဘုရားသင်ပေးတယ်နော်လို့သင်ပေးထားတော့ဉာဏ်မှုကိုဖြတ်ချင်မဲ့လေးနေကင်းမွေလွှဲသုံးဟိရိကုံကိုကုံသေးတတ်စွာကိုယ်အင်္ဂါကိုလုံမာစီလိုကိုယ်ဆံပဲဆင်ပြေမဲ့ဟုစိတ်ဝဲမတန်ဤသင်္ကန်းကိုဘုံလုံးသုံးဆောင်ပါသည်တဲ့ဒါကတော့ဘုံတို့တော့ကိုရင်ပေါက်စားဘွားတွေကစားကြည့်ရတဲ့စာလေးဆိုတော့မမေ့ဘူးပေါ့ဟုတ်လားချမ်းပူကိုဖြဲချင်မဲ့လေးနေကင်းမွေလွှဲသုံးဟိရိကုံကိုကုံစီတတ်စွာကိုယ်အင်္ဂါကိုလုံမာစီလိုချမ်းပူကိုဖြည့်စည်းဖို့ချမ်းပူကြောင့်ဒုက္ခမရောက်ဖို့နော်ချင်းတို့ဘာလို့ရေလေနေပူဒါတွေကိုကာကွယ်ဖို့ဟုတ်လားပြီးတော့အရှက်အကြောက်ကိုဖျက်ဆီးတတ်တဲ့အင်္ဂါကြီးငယ်ကိုလုံဖို့အတွက်ဒါဝတ်ပါတယ်နော်ဟိရိကုံကိုကုံစီတဲ့ဆိုတာကိုယ်အင်္ဂါကိုလုံမာစေလို့ကိုစံပယ်ဆင်ပြေမယ်ဟုစိတ်ဝဲမတန်းနဲ့လှအောင်ပအောင်ဆိုတဲ့စိတ်နဲ့ဝတ်တာမဟုတ်ပါဘူးလို့ဒီလိုစိတ်နဲ့မလုပ်တော့မိဝဲတာအဝတ်ကိုလူတွေလည်းပဲကျင့်သုံးမယ်ဆိုကျင့်သုံးလို့မရဘူးလားတချို့ဘာသာတရားတွေကစားတာဒီလေးမှာစဉ်းစားဆင်ခြင်စားတာရှိတယ်။နော်ဗုဒ္ဓဘာသာမှာလည်းပဲအလွန်သဘာဝကျတဲ့သင်ကြားချက်မရှိဘူးလား။ရှိတာပေါ့နော်။တကယ်အဲ့ဒီသင်ကြားမှုကအပြည့်စုံဆုံးပဲ။ပြောရရင်ဒါဘက်မလိုက်ထံပြောတာပေါ့နော်။တေချာစဉ်းစားကြည့်။နော်ဒီစဉ်းစားဆင်ခြင်မှုကအလွန်မြင့်မားတဲ့ရည်ရွယ်ချက်ရှိတယ်။အလွန်မှန်ကန်တဲ့ရည်ရွယ်ချက်လည်းရှိတယ်။အလွန်လည်းသဘာဝကျတယ်။ဟုတ်လား။အဲ့လိုပဲဦးဇင်းတို့ကျောင်းကိုမှီဝဲရမယ်။မှန်ကန်တဲ့ရည်ရွယ်ချက်နဲ့ရှေးကိုမှန်ကန်တဲ့ရည်ရွယ်ချက်နဲ့မှီဝဲရမယ်။အဲ့လိုဆိုလို့ရှိရင်ဒီလိုဉာဏ်ပညာနဲ့မဆင်ခြင်မဲနဲ့မှီဝဲရင်ဖြစ်နိုင်တဲ့ကိလေသာအသောတရားတွေဟာဉာဏ်ပညာနဲ့ဆင်ခြင်ပြီးတော့မှီဝဲလိုက်တော့မဖြစ်တော့ဘူးပေါ့။ဒါကရှုထောင့်လေး2မျိုးရှိမလို့အရင်ထင်တယ်။တချို့ကအစွန်းရောက်ပြီးတော့မကြွေးဘဲနဲ့ကိုထားလိုက်တာမျိုးဒါလည်းအကုသိုလ်အသောတရားကိလေသာတရားတွေဖြစ်နိုင်တယ်နော်။တချို့ကြတော့လည်းမှီဝဲတယ်။ဒါပေမဲ့လို့ဉာဏ်မပါဘူးစဉ်းစားဆင်ခြင်မှုမပါဘူး။လောဘဒေါသနဲ့မှီဝဲတယ်။အဲ့လိုဆိုရင်လည်းဘာဖြစ်ဦးမလို့အကုသိုလ်ကိလေသာဖြစ်ဦးမယ်နော်။ဒါကြောင့်မှီဝဲတော့မှီဝဲရမယ်ဘာနဲ့မှီဝဲရမှာတော့မှန်ကန်တဲ့သဘောထားနဲ့မှီဝဲရမယ်တဲ့လိုက်နာနိုင်ဖို့မလွယ်ဘူးနော်အများသောအားဖြင့်ကိုရှာထားတာကိုစားတာပဲဘာမှီဝဲစရာလိုလဲလို့ဒီလိုတွေးတဲ့လူလည်းရှိအောင်ရှိမယ်ဟုတ်တယ်မဟုတ်လားတော့ဘာဖြစ်မလဲဆိုတော့ဘာမှတော့မဖြစ်ဘူးပေါ့လောဘဖြစ်မယ်ပေါ့ဒါပဲလေအဲ့ဒီလောဘကမကောင်းတာတွေအလုံးရဲ့အကြောင်းတရားပဲလေတကယ်တမ်းကဟုတ်တယ်မဟုတ်လားဒါကြောင့်စဉ်းစားဆင်ခြင်ပြီးတော့စားတာနဲ့မစဉ်းစားမဆင်ခြင်မနဲ့စားတာနဲ့အလွန်ခွာခြားတယ်ဆိုတာကတော့အထူးရှင်းပြစရာတောင်မလိုပါဘူးဟုတ်လားဒါကြောင့်ဒုတိယမြောက်တရားဓမ္မတို့အရင်တို့ပြည့်စုံရမယ့်အရေးတနည်းနည်းဖြင့်ကိလေသာအသောတရားကိုပယ်ဖို့ကြိုးစားအထောက်အမဲ့နိလန်းကမိဝဲခြင်းဖြင့်ပယ်ရှားမယ့်ကိလေသာတရားကိုမိဝဲခြင်းဖြင့်ပယ်နိုင်အောင်ကြိုးစားရမယ်။ဘာနဲ့မိဝဲမလို့ဆိုပညာဉာဏ်နဲ့စဉ်းစားဆင်ခြင်မှုနဲ့မိဝဲရမယ်ဟုတ်လားဘယ်နှချက်ရှိသွားပြီလို့များလက်ချက်ရှိသွားနော်မကောင်းမှုရှောင်ဆိုတဲ့အဓိပ္ပာယ်လေးကိုကြည်ကြည်ပြန့်ပြန့်တွေးမိဖို့ဒီသုတ်တန်လေးကိုပြောပြရနော်အေးစောင့်စီမိဝဲတိခံမြေအဓိဝတနာပါဠိစကားလုံးလေးရှိတယ်အဓိဝတနာဆိုတာတိခံတာသူ့ကိုဓာတ်ရိုက်ဘာသာပြန်လို့ရှိရင်ဘာပဲဖြစ်ဖြစ်ထားလိုက်ပါလို့လုံနိုင်တာ
ဟုတ်လားဘာပဲဖြစ်ဖြစ်ထားလိုက်ပါလို့လုပ်နိုင်တာလွယ်မလားမလွယ်ဘူးနော်အတိခန္ဓာလောက်ခက်တာမရှိဘူးဒါမှမဟုတ်တိခန္ဓာလောက်အကျိုးချရလဲမရှိဘူးလို့ဟောတယ်နော်ပဋ္ဌာပရမအတ္တခန္ဓာပင်ယောနာဝိဇတိအကျိုးစီးပွားတကအကျိုးစီးပွားထဲမှာကိုယ့်ရဲ့အကျိုးစီးပွားဟာအမွန်မြတ်ဆုံးပဲလို့ဘုရားဟောတယ်အဲ့ဒီကိုယ့်ရဲ့အကျိုးစီးပွားတွေထဲမှာလည်းပဲတိခဏ်ခြင်းကြောင့်ဖြစ်တဲ့အကျိုးစီးပွားဟာအလွန်ကဲဆုံးပဲလို့ထားဟောတယ်ဆိုလိုတာကတိခဏ်ခြင်းလောက်ကိုယ့်အတွက်အကျိုးရှိတဲ့တရားလောကမှာမရှိဘူးလို့ဒါသိတော်မူမြင်တော်မူတဲ့မြတ်စွာဘုရားပြောတာနော်ဒါသာဖြင့်ဒီခန္တီတရားကိုတရားဓမ္မတို့ဦးဇင်းတို့တွေကကောင်းကောင်းနားမလည်နိုင်ကြဘူးနားမလည်နိုင်တဲ့အတွက်ကြောင့်သိလက်မခံစိတ်ထဲမှာလက်မခံမှုရှိတယ်ဘာလို့တိခံမှာတော့ငါ့အောင်မတရားလာလုပ်နေတာအလိစ္ဆာနဲ့တိခံမှာတော့ဟုတ်လားအဲ့တော့တိခံနိုင်ဖို့ကိုမပြောနဲ့တိခံခြင်းဟာကောင်းတယ်ဆိုတဲ့အသည့်ကိုပဲရှိဖို့ဟာမလွယ်သေးဘူးဟုတ်လားတိခံခြင်းဟာကောင်းတယ်ဆိုတာကိုတကယ်တိမှတကယ်နားလည်မှတိခံဖို့ကြိုးစားမှတဖြည်းဖြည်းနဲ့တိခံနိုင်လာမှာနော်ဟုတ်တယ်မဟုတ်လားအစကနေဥမာတိခံခြင်းရဲ့အကြောင်းတရားကိုပဲနားလည်ဖို့ကြိုးစားဖို့မလိုဘူးလားတိခံခြင်းဟာတကယ်အဓိပ္ပာယ်ရှိတယ်နော်ကန္တိပရမတ္တဘောတိတိခတိခံခြင်းဟာအမှုမြတ်ဆုံးအကျင့်လို့ဟောထားတာဒါကိုစကလုံးလောက်အနေနဲ့ပဲကြားယုံကြားတာလောက်နဲ့ပဲနားလည်သွားပြီလို့မဆိုနိုင်ဘူးနော်ဟုတ်တယ်မဟုတ်လားတိခံခြင်းဟာအမြတ်ဆုံးကျင့်တော့ကြားတာပဲစိတ်ထဲကဘယ်လောက်လက်ခံတော့စိတ်ထဲကတိတ်တိတ်ပုံညင်းနေရှိရလေဟုတ်လားညင်းနေတာပဲနော်ဟုတ်တယ်မဟုတ်လားဒီခေတ်ကြီးတိခံရင်နင်းများဖြစ်သွားမှာမဟုတ်အမျိုးမျိုးပါတိခံခြင်းအကြောင်းအကျေတွဲနားလည်ခြင်းတော့ဦးဇင်းတို့ပါရမီ7ပါးဟုတ်ပဲနားထောင်ကြလို့ပြောရမယ်ခန္တီပါရမီထဲမှာအဲ့ဒါတွေအများကြီးပြောထားတယ်ဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရား၃ခုမြောက်နီလန်းနေနဲ့အဲ့ဒါကိုဟောထားတယ်တိခံခြင်းဖြင့်ပယ်ရှားမဲ့ကိလေသာအာသောတရားတွေကိုတိခံခြင်းဖြင့်ပဲပယ်နိုင်အောင်ကြိုးစားမယ်ဆိုလိုတာကတိမခံလို့ရှိရင်ဖြစ်လာမဲ့အကုသိုလ်တရားတွေကိုတိခံခြင်းအဖြစ်ပယ်နိုင်အောင်ကြိုးစားရမယ်လို့ပြောတာဟုတ်တယ်တချို့ကိစ္စတိမခံရအကုသိုလ်တွေကအကျဲအကျဲမငြိမ့်မွေတွေဖြစ်လာတယ်အဲ့တိခံလိုက်ရင်တခါတည်းဇေယျပြတ်သွားတာရှိတယ်ထားလိုက်ပါလို့လုပ်လိုက်တာဟုတ်လားထားလိုက်ပါလို့လုပ်နိုင်ဖို့လိုတယ်ဟုတ်လားဒါပေမဲ့အဲ့ဒါကိုထားလိုက်ပါလို့လုပ်တာကိုတချို့ကဘယ်လိုထင်တော့ဒါအာလားလို့ထင်တာနော်ဟုတ်တယ်မဟုတ်လားနော်အဲ့ဒီမှာဦးဇင်းတို့တရားမင်းနဲ့ပါတလီနဲ့နော်အချီအချပြောတဲ့ဒေသနာတစ်ပုဒ်မြတ်စွာဘုရားဟောတာရှိတယ်နော်မာတလီပြောတာတွေကတာမန်လူသားတွေကိုကိုစားပြုတဲ့စကားတွေလို့ဦးဇင်းထင်တယ်အဲ့ဒီသုတ်တန်ထဲမှာနော်တိခံခြင်းဖြင့်မိမိသူတစ်ပါးနှစ်ဦးသားကိုငြင်းအေးအောင်လုပ်နေတဲ့လူတွေကိုမသိတဲ့လူတွေကဒီလူတွေဟာလူမိုက်တယ်ပါလို့တောင်ပြောကြသေးတယ်တဲ့ဒါကကြားမင်းပြောတဲ့စကားစဉ်းစားနော်တိခံနေတဲ့လူကိုဘာပြောတော့လူမိုက်လို့ပြောတာနော်ဓမ္မကတိခံတဲ့လူကကိုယ့်ကိုယ်ကိုလည်းငြင်းအေးအောင်လုပ်တယ်တစ်ဖက်သားကိုလည်းပိုးပြီးတော့ဒေါသတွေပွားမလာအောင်ကိုငြင်းအေးသွားလို့ရှိရင်သူကလည်းဆက်ပြီးတော့ဒေါသပွားလာတဲ့အကြောင်းသိပြီးတော့မရှိဘူးရက်သွားတာပဲများဟုတ်လားဒါကြောင့်တိခံလိုက်ခြင်းဟာကိုယ့်ကိုယ်လည်းငြင်းအောင်လုပ်ရအောင်ရောက်တယ်လို့တစ်ဖက်သားကိုလည်းငြင်းအောင်လုပ်ရရောက်တယ်ဒါကြောင့်တရားမင်းကဘယ်လိုသုံးလဲဆိုတော့တိခံခြင်းဟာမိမိသူတစ်ပါးနှစ်ဦးသားကိုရှေ့ကူပေးတဲ့လူဖြစ်တယ်တဲ့နော်ဒေါသတိဟုသောအနာရောဂါပြောင်းရှေ့ကူပေးတာဒါပေမဲ့အဲ့လိုလူမျိုးကိုပဲမိုက်မဲတဲ့လူတွေကဒီလူကလူမိုက်ပါလို့တောင်ပြောကြသေးတယ်တဲ့။ဒါဘလောက်တိခံခြင်းတရားနဲ့ဝေးနေတော့ဟုတ်လား။ကိုယ်တိုင်တိမခံနိုင်တဲ့ပြင်တိခံတာကိုပဲမကောင်းဘူးလို့မြင်ရတာတောင်ရှိတယ်။ဟုတ်လား။အခုဒီမှာမြတ်စွာဘုရားကအဲ့ဒီတိခံခြင်းတရားကိုအကုသိုလ်ကိလေသာပယ်ကြောင်းနိလန်းတစ်ခုအနေနဲ့မဟုတ်ဘူးလား။တိမခံရင်ဖြစ်လာမဲ့ကိလေသာအသောတရားကိုတိခံခြင်းအဖြစ်ပယ်ရမယ်။အဲ့ဒီဒေသနာမှာတိခံမဲ့အပိုင်းကိုမြတ်စွာဘုရားအသေးစိတ်ဟောတယ်။နော်တိတ္တဩနတကမောဟတိနော်အပူအေးကိုတိခံရမယ်ရာသီဥတုပေါ့နော်ကိုရာသီဥတုတွေမှာရှင်းသန်းနေရတာရှောင်လို့မရဘူးသူပူတဲ့ချိန်ပူမှာပဲအေးတဲ့ချိန်အေးမှာပဲကိုယ့်ကိုအစဉ်ပြေအောင်ပဲကြည့်ပြီးတော့နေရတာဒီရာသီဥတုကြီးနဲ့တူပြီးတော့ရန်ဖြစ်နေလို့အစဉ်ပြေဘူးလေဟုတ်လားဘာလို့မလို့တိခံရမယ်နော်ဒါနဲ့ပတ်သက်ပြီးတော့ဒေါသမဖြစ်သင့်ဘူးနော်ရာသီဥတုနဲ့ရှင်ပြီးတော့ဒေါသဖြစ်နေတာအလုံးမလည်းမိုက်မဲရရောက်တယ်လို့ဆိုနိုင်တယ်ဟုတ်တယ်မဟုတ်လားအခြေခံလေးကစတင်ပေးတာမြတ်စွာဘုရားနော်ဘူအေးကိုတိခံရမယ်ပြီးတော့ပါတော့ဇိကိဆာယပိပါဒယခမောဟတိတဲ့စာလောင်မှုသိမ့်မှုကိုတိခံနိုင်ရမယ်ဟောဒါလည်းပဲခန္ဓာကိုယ်ကြီးရဲ့သဘာဝပဲဒီခန္ဓာကိုယ်ကြီးရှင်သန်နေတယ်ဆိုတာကဒီထည့်ထားတဲ့အစာအာဟာရကိုဖြုံးတင်းရင်းနဲ့ရှင်းနေတာလေဟုတ်တယ်မဟုတ်လားနော်ဖျောင်းနိုင်မီလေးတောက်နေတယ်ဆိုတာလကားတောက်နေတာမဟုတ်ဘူးအောက်ကစီနဲ့မီးစာကိုဖြုံးတင်းရင်းလောင်ကျွမ်းရင်းနဲ့တောက်နေတာမဟုတ်လားအခုကျလို့ရှင်းနေတယ်ဆိုတာလည်းပဲကံစွမ်းအားစိတ်စွမ်းအားဥဒုစွမ်းအားအာဟာရစွမ်းအားဒါတွေကိုဖြုံးတီးရင်းနဲ့ရှင်းသန်းနေတာဟုတ်တယ်မဟုတ်လားအမနခင်ကထည့်ထားတဲ့အစာအာဟာရနေ့လေလောက်တော့မရှိတော့ဘူးကုန်ပြီဟုတ်လားအဲ့ဒီကြတော့ခန္ဓာကိုယ်ကငါထဲမှာအစာအာဟာရကုန်ပြီငါဆက်ရှင်ဖို့အတွက်လိုအပ်နေတဲ့ထည့်ပေးအောင်ဟုတ်လား
ဒါကိုသူကဘလို့ပြပြီးတော့တောင်းမလို့ဆာလမှုဆိုတဲ့ဝေဒနာကိုပြပြီးတော့တောင်းမယ်ပေါ့ဒါသူ့လုပ်ပဲလေဟုတ်တယ်မဟုတ်လားမစားနေရတာကိုပဲကျေးဇူးတင်အောင်မယ်မစားတော့ဘူးဆိုရင်အဲ့ဒါသေဖို့တော်တော်နေနေပြီဟုတ်လားဟုတ်တယ်မဟုတ်လားဒါမဲ့စားတာကိုဘယ်လိုဖြစ်နေလဲကျွတ်တို့တရားဓမ္မတို့ဦးဇင်းတို့ကဒေါသဖြစ်တယ်နော်စားရင်လည်းကြည့်မစားဘူးဆိုစိတ်တူတယ်ဟုတ်လားအမှစိတ်မတူသင်ဘူးကျေးဇူးတင်တယ်ဟုတ်လားနော်မြတ်စွာဘုရားဘာလို့ရမလို့ပြောတော့သီးခံရမယ်လို့ပြောတယ်နော်စားလောင်မှုသိမ့်မှုကိုသီးခံရမယ်ပြီးတော့ဗာပြောတော့နော်ဒန္တမဂတဝါဒတပတ္တိတပတံဖတ်တာနဲ့မဲ့ချင်းရင်လေးနေဘူးမကင်းတန်းတို့ရဲ့အတွေ့အထိကိုလည်းသီးခံရမယ်တဲ့ဟုတ်တယ်ချင်းလေးတွေကြိုက်တာရှိတယ်နောက်ဒီနိုင်ငံဆိုရင်ရင်ကောင်းတွေရမ်းပေါ်တယ်ဟုတ်လားဒါဘာလို့ဖို့လို့တော့သီးခံဖို့လို့ရနော်ကျွတ်ဒီပိုးဟတ်ဒီပိန်ညောင်ဒီဒါဦးဇင်းတို့ရှိဆိုရင်အဲ့ဒါတွေအများကြီးမပေါ်ဘူးလားပေါ်တယ်နော်ဒါတွေမြင်မှဖြစ်တော့စိတ်တူတယ်ဒီကမ္ဘာလောကကြီးကလူသားတွေကြီးပဲနေကြဆိုတဲ့သတ်မှတ်ပေးထားတဲ့နေရာတစ်ခုဟုတ်သလားဟုတ်နော်ဒါပြောရရင်တော့ဘုံဆိုင်နေရာကြီးပဲလေဟုတ်လားအဲ့ဒါကိုဘာလို့ဖို့လို့တော့သိခံဖို့လို့တယ်နော်ဒီအကောင်လောင်လေးတွေနဲ့တုပြီးတော့စိတ်တူနေရတာလည်းပဲမိုင်မဲချင်းတစ်မျိုးလို့မဆိုနိုင်ဘူးလားဆိုရင်လည်းမြတ်စွာဘုရားအဲ့ဒါတွေကစမြင်တယ်နော်ရှောင်မရတဲ့ဒီသဘာဝတရားတွေကိုသိခံခြင်းအပြင်ဥစိတ်ထဲမှာအဖို့ထစ်မဖြစ်အောင်ဘာလို့မလို့ကြိုးစားရမယ်ဒါအပူရေးကိုသိခံမယ်ဆာလာမှုသိမှုကိုသိခံမယ်ဒီပိုးကောင်မအောင်လေးတွေရဲ့တန်းနော်ဒါကဘာလို့မလို့သိခံမယ်ပြီးတော့ဗာဆက်ပြောတော့စိတ်ဝင်စားတဲ့အကောင်းတယ်နော်မြတ်စွာဘုရားသိခံခိုင်းတဲ့အဆင့်ကလေးတွေကတစ်ဆင့်ဆင့်တက်တက်လာတယ်ဒုရုဒ္ဒနာဒုရကတာနာဝဆနပဋ္ဌာနာပတ်ဝန်းကျင်ကကိုယ့်ရဲ့အကြောင်းမကောင်းပြောလာတဲ့စကားတန်တွေကိုသိခံရမယ်တဲ့ဟောဒါဟောဘယ်သူရှောင်နိုင်တော့ရှောင်လို့မရဘူးနော်ပတ်စံရှိရှိပညာတတ်မတတ်လူဆိုတာလူအတိုင်းဝိုင်းထဲမှာနေကြရတာဟုတ်လားကိုယ်ကောင်းတယ်လို့ထင်တဲ့လူရှိတယ်လို့မကောင်းဘူးလို့ထင်တဲ့လူလည်းရှိတယ်ဟုတ်လားထင်ရင်လို့ထင်မှာပဲလေဒါကိုလည်းစိတ်လို့တော့မရဘူးဘာလို့ဆိုကိုယ်လည်းလူများကိုထင်ရင်လို့ထင်တာပဲမဟုတ်လားတော့ထင်တယ်ဆိုတော့တက်တည်ဘလို့ပြတော့ပြောချင်လို့ပြောပြလိုက်တာကိုကြည်ချင်းအပြည့်သိနိုင်တယ်ပေါ့ဟုတ်တယ်မဟုတ်လားဒါထင်နေတာပဲအပြောဆိုတာအထင်ကိုပုံဖော်လိုက်တာပဲလေဟုတ်လားပြောပြီးကမှမင်းငါအဲ့လိုမထင်ပါဘူးဘာဘူးညာဘူးလို့မရဘူးနော်ဟုတ်လားဟောဒီစကားတို့ရဲ့အစွမ်းဟာပါလာမှရမယ်ဟုတ်လားနော်စဉ်းစားနော်ဒါကြောင့်ပတ်ဝန်းကျင်ကပြောလာတဲ့စကားအသံတွေဟာလူလောကကြီးမှာရှောင်လို့ရသလားမရဘူးအဲ့ဒါအကောင်းဆုံးကြော်လာနိုင်ဖို့အတွက်နိလန်းကပါလေထားလိုက်ပါလို့သာလှုပ်လိုက်လွယ်တော့မလွယ်ဘူးနော်ဒါပေမဲ့တကယ်လုံနိုင်ရင်တကယ်ကောင်းတယ်အဲ့ဥစ္စာဟုတ်လားအဲ့ဒါလုံနိုင်ဖို့အတွက်ကဉာဏ်အများကြီးရှိဖို့တော့လိုတယ်ဒီစကားတန်ရဲ့သဘာဝနော် तू ကကောင်းတယ်လို့ထင်လို့လဲကိုတကယ်ကောင်းသွားတာမဟုတ် तू ကမကောင်းဘူးထင်လို့လဲကိုတကယ်မကောင်းသွားတာလည်းမဟုတ်ပြောရရင်သူ့ရဲ့အထင်ကကိုယ့်ပုံမှာဘာအကျိုးတရားမှုမှတကယ်တမ်းကထိထိရောက်ရောက်မရှိကိုကယောနိတော်မနတိကာရမရှိလို့နှလုံးသွင်းမှားလို့လောဘဒေါသဖြစ်ရင်တော့အကျိုးတရားမှုရှိသွားပြီနော်ကိုကလာမှန်မှန်ကန်ကန်စဉ်းစားမစို့သူစကားကန်ကြီးတက်တက်ကြောင့်တော့ကို့မှာဘာဒုက္ခမှလည်းရောက်မသွားသလိုဘာကောင်းကျိုးမှလည်းမရှိဘူးဘာမကောင်းကျိုးမှလည်းမရှိဘူးဒါကြီးကဘာလို့သိမခံနိုင်တာလဲတိုင်စဉ်းစားတွေကကောင်းရင်နော်နောက်တစ်ချက်အဲ့ဒီပြောလိုက်တဲ့အတန်ကကိုယ်စိတ်တုန်နေတဲ့အချိန်မှာတကယ်ကရှိသေးသလားမရှိတော့တဲ့အရာနဲ့ပတ်သက်ပြီးတော့စိတ်တုန်နေတာနော်စဉ်းစားနော်တချို့ဆိုပျောက်သွားကြပြီအခုပြောရတဲ့လူကလူဘဝတောင်မရှိတော့ဘူးအဲ့ဒါတောင်စိတ်တုန်နေတဲ့လူရှိသေးတယ်ဟုတ်လားနော်အဲ့ဒါပါလဲဆိုတော့ကိုယ့်ရဲ့မိုက်မဲမှုပေါ့နော်တကယ်တမ်းကရှိတော့တာမဟုတ်တော့ဘူးဟုတ်လားအဲ့တော့ဒီဟာတွေကိုကိုကအများကြီးတိတဲ့မြင်တဲ့မှထားလိုက်ပါလို့လုံနိုင်တာထားလိုက်ပါလို့လုံနိုင်ဖို့လွယ်တဲ့ကိစ္စမဟုတ်ဘူးဟုတ်လားဒါကြောင့်သီးခံတယ်ဆိုတာအပြောလွယ်တဲ့လောက်စိတ်ထဲမှာဉာဏ်ရှိမှဒီရဲ့အကျိုးကျေးဇူးလည်းမြင်မှစိတ်ထဲမှာဘာမှကိုမဖြစ်ဘူးဆိုတာကအလကားမရဘူးနော်နားလည်မှုအများကြီးရှိမှလက်ခံနိုင်မှုဆိုတာရှိတာဟုတ်လားနော်သီးခံတယ်ဆိုတာအမှလက်ခံလိုက်တာပဲထားလိုက်ပါရပါတယ်တကယ်တမ်းကဘာအကျိုးတရားမှုမှလည်းတိတ်ပြီးတော့ရှိတာတော့လည်းမဟုတ်ဘူးကိုနားလေတဲ့အခါကျတော့စိတ်ထဲမှာပေါ့ပါဖြစ်တယ်ပေါ့ဟုတ်လားဒါကြောင့်ပတ်ဝန်းကျင်ကပြောလာတဲ့စကားသံတွေကိုဘာလို့ရမလို့သိခံရပဲတဲ့လေးချက်ရှိသွားပြီနော်အပူကြီးကိုသိခံရမယ်ဆလာမှုသိမ့်ဖို့သိခံရမယ်ပိုးကောင်မွားကောင်လေးတွေကိုသိခံရမယ်ပတ်ဝန်းကျင်ကကိုယ့်ဘောပြောလာတဲ့မကောင်းတဲ့စကားသံတွေကိုသိခံရမယ်ဟောနောက်တစ်ချက်လာပြီအဲ့ဒါဘာပြောတော့ဆိုတော့ဥပ္ပန္နနတတိတိကာနဝေဒနာနတိဗ္ဗာနခရဏကတုကာနအာတာဒနာအမနာပါဏရိဝတကဇာတိကောဟောတိဒီခန္ဓာကိုယ်ကြီးကဖြစ်ပေါ်လာတဲ့အခါရခက်တဲ့ယောဂဝေဒနာတွေကြောင့်ဖြစ်လာတဲ့ဆင်းရဲမှုပင်ပန်းမှုပူလောင်မှုဒုက္ခတွေရှိတယ်ဟုတ်လားအခုတရားဓမ္မတို့အရင်တို့ပြုံပြုံရွှင်ရွှင်လန်းလန်းဆန်းဆန်းနေနိုင်တယ်ဆိုတာမြေထာဝရနေရာမှာမဟုတ်ဘူးဒီတိုင်းလေးတည်နေမှာလည်းမဟုတ်ဘူးနော်တ
ချိန်မှမဖြစ်လာမလို့ယိုယွင်းလာမယ်အိုမင်းလာမယ်ကျွင်းကျက်တွေများလာမယ်ငါကြက်ခဲမှုတွေကိုစဉ်ဆက်မပြတ်ခံစားရမယ်ဒါဘဝရဲ့အဖြစ်မနေရင်ဆိုင်ရမယ်အမှန်တရားပဲအဲ့ဒါလို့နော်တရားဓမ္မတို့ဦးဇင်းတို့ဘဝခန္ဓာရဲ့အမှန်တရားကိုသိပြီးတော့ကြုံလာဆုံလာတဲ့အခါမှာအဲ့ဒါတွေကိုမလုပ်နိုင်ရမှာလေတော့သိခံရမယ်တဲ့အဲ့ဒီအချိန်ကြတော့ကိုတကယ်လို့စိတ်တူမယ်ဆိုရင်ဘယ်သူကိုမြန်စိတ်တူဖို့စဉ်းစားမလို့နော်ဒီပြင်အိရှာတွေနဲ့ပတ်သက်ပြီးတော့စိတ်တူပြီဆိုရင်တော့စိတ်တူကြလူတွေကအများများတယ်လေတော့ဘယ်သူကြောင့်ဘဝကြောင့်တော့လည်းညှို့ထိုးကြတွေအများကြီးရှိတယ်ဟုတ်လားအဲ့ခန္ဓာကိုယ်ကြီးကပေါက်ပြန်ပျက်စီးလို့ဒုက္ခတွေရောက်လာပြီအစင်မပြေမှုတွေဖြစ်လာပြီအဲ့ကြတော့ဘယ်သူကိုလည်းညှို့ထိုးမလို့ညှို့ထိုးကြမရှိတော့ဘူးဟုတ်လားတကယ်လို့လက်ညှိုးထိုးခြင်းနဲ့ဆိုရင်လည်းကိုယ့်ကိုယ်ပဲထိုးဖို့ရှိတော့တယ်နော်မင်းမတိနာမလည်မှုကြောင့်လိုချင်မဲ့မောလို့ရှားခဲ့တဲ့ဒီဘဝခန္ဓာကြီးကတော့ဒီလိုတွေဖြစ်ကုန်ပြီကိုယ့်ကိုယ်ပြန်ပြောဖို့လိုတယ်နော်မင်းလိုချင်လို့ရထားတဲ့ဒီခန္ဓာကိုယ်ကြီးကတော့ဒီလိုတွေဖြစ်နေပြီဒါမျိုးနောက်ထပ်ရကျင်တင်သေးသလားမရကျင်တင်ဘူးလားဆိုတာမင်းစဉ်းစားငါအဲ့လိုမျိုးလေးမပြောနိုင်ရင်တော်တော်ကောင်းမယ်နော်ဟုတ်တယ်မဟုတ်လားစဉ်းစားနော်ကိုလိုချင်လို့ရခဲ့တာပဲလေဒါကြီးကဟုတ်တယ်မဟုတ်လားနော်အစဉ်ပြေနေတုန်းကပြုံးပြုံးနေအစဉ်ပြေတော့မှဒုက္ခပါပဲရှုပြီးတော့ဒေါသတွေဖြစ်နေရင်လည်းပဲဒါလည်းပဲအစဉ်မပြေဘူးဟုတ်တယ်မဟုတ်လားဒါကြောင့်ဒီဥစ္စာတွေကအများကြီးနားလည်ထားဖို့လိုအပ်တယ်ပေါ့ဒါမြတ်စွာဘုရားကအသက်ကိုတောင်နှုတ်ယူသွားနိုင်လောက်အောင်ပြင်းထန်တဲ့ဒီအသုံးနှုန်းလေးပါပါတယ်နော်ဒီထဲမှာဘယ်အဖြစ်လာမှာတော့ဒီခန္ဓာကိုယ်ကြီးကပဲဖြစ်လာမှာကိုယ်အလွန်ချစ်မြတ်လို့တဲ့ခန္ဓာကိုယ်ကြီးကပဲကိုယ်အလွန်ကြောက်ရွံ့တဲ့ထိတ်လန့်တုန်လှုပ်ဆက်ဆုပ်တဲ့ဆင်းရဲဒုက္ခတွေကိုပြီးမှာဟုတ်တယ်မဟုတ်လားအဲ့ဒါကိုဘာလို့မှလဲတော့သိခံရမယ်တဲ့အဲ့လွယ်မလားဆိုတော့မလွယ်ဘူးနော်အများသောဖြင့်အဲ့ဒီအခြေအနေကြောင့်ရင်သိမခံနိုင်ကြတာပဲများတယ်ဒါကြောင့်ဒီသိခံမှုကိုနော်လေ့ကျင့်မှုနဲ့အည်အသွေးတက်အောင်မလုပ်သင့်တော့ကြိုးစားအထုတ်သင့်တာနော်ဒါမှအဲ့ဒီအခြေမျိုးမှာဥပ္ပယသိခံရတာလွယ်လွယ်ကူကူရှိမယ်ပေါ့ဟုတ်လားဒါကြောင့်အခုလိုအစရရာအစဉ်ပြေပြီးတော့သိခံဖို့အတွက်ဘာမှမခက်တဲ့ကိစ္စလေးတွေကိုပဲသိမခံနိုင်ပါဘူးဆိုတဲ့လူဟာသိခံဖို့အတွက်အရန်ခက်တဲ့အခြေအနေမျိုးမှာသိခံနိုင်ဖို့ဆိုတာပို့ပြီးတော့တောင်မလွယ်တော့ဘူး။တစ်ချက်သားတော့မမနိုင်တော့အပြည့်နေတဲ့လူတွေဟာတပိဋ္ဌာမဆိုရင်ပို့ပြီးတော့မမနိုင်ဘူးနော်။အဲ့တော့ကိုနေစဉ်စိတ်တူနေတဲ့ကိစ္စလေးတွေဟာဘယ်လိုဟာလေးတွေလဲကိုယ့်ကိုစဉ်းစားအောင်ဟုတ်လား။တော်တော်ဖြစ်နေတဲ့ကိစ္စလေးတွေစဉ်းစားအောင်။ဒီချင်းတရားနဲ့နှိုင်းစားရင်ယောဂဝေဒနာတွေဖြည့်ဆည်းနေတာနဲ့နှိုင်းစားရင်ဘာပြောပါလောက်တော့ဘာမှမပြောပါလောက်ဘူးနော်ကိုကခေါင်းထဲမထည့်ရင်အလိုလိုခွာကြသွားမယ့်အရာတွေပဲလေကိုကအာရခေါင်းထဲထည့်ပြီးတော့ကိုဒေါသတွေဖြစ်နေရတယ်အများကြီးမရှိဘူးလားရှိရနော်ကိုအားမစင်သားဘူးဆိုရင်ဘာမှကိုမဖြစ်တဲ့အရာတွေပဲများသောအားဖြင့်လူတွေစိတ်တုန်နေတဲ့ကိစ္စတွေကိုလာထိခိုက်လို့စိတ်တူတာဆိုရင်တခါတလေစဉ်းစားလို့ရတယ်တချို့ကိစ္စတွေကကိုမထိခိုက်ပဲနဲ့နေထိုင်နေဘေးကလူတွေကိုစိတ်တူနေတာလည်းရှိသေးရဲ့နော်လာပေါ်မှာမြင်ရကြအဲ့ဒါတွေအဆင်မပြေလို့ဟာဘယ်သူတွေကဘယ်လိုတွေလုပ်နေတာကိုလည်းဘာမှလာထိခိုက်တာမဟုတ်သူဖြစ်နေတာကိုပဲဘာဖြစ်နေတော့ကိုကဒီနေထိုင်နေဒီနေရာနေမှာဖြစ်နေတော့စိတ်တော်နေအဲ့ဒီလောက်ဒေါသဖြစ်ဖို့လွယ်ကူးနေတဲ့လူတယောက်ဒီကိုယ်တိုင်အဆင်မပြေမှုအကြီးအကျယ်ဖြစ်လာပြီဆိုဘယ်လိုများနေမယ်ထင်လဲအကြီးအကျယ်ဒုက္ခရောက်တော့မှာပဲနော်ဟုတ်တယ်မဟုတ်လားဒါကြောင့်ပိဋကပေါင်းတော်တို့ဒီတိခံခြင်းတရားကလည်းပြောရင်အရာအလုံးမကျေဘူးလားကျေတယ်အဲ့ဒါကိုမြတ်စွာဘုရားအခုသုံးခုမြောက်နိလန်းနေနဲ့ဟောတာနော်ဒီမခံလို့ရှိရင်ဖြစ်နိုင်တဲ့ကိလေသာအသောတရားတွေကိုသိခံခြင်းဖြင့်ပယ်နိုင်အောင်ကြိုးစားရမယ်ဟုတ်လားဒါကိုသိခံခြင်းဖြင့်ပယ်ရမယ်ကိလေသာကိုသိခံခြင်းဖြင့်ပဲပယ်နိုင်အောင်ကြိုးစားရမယ်လို့ဒီလိုဟောတယ်နိလန်းတစ်ခုရှိသွားပြီတော့သုံးခုရှိသွားပြီနော်ယရှိနာနာတရားကိုစိတ်ကိုစောင့်စည်းရမယ်ဟုတ်လားနော်မှီဝဲတဲ့အရာတွေကိုဉာဏ်ပညာနဲ့စဉ်းစားဆင်ခြင်ပြီးတော့မှီဝဲရမယ်တော့သိခံရမယ့်အရာတွေကိုသိခံရမယ်သုံးခုရှိသွားပြီနော်စောင့်စည်းမှီဝဲသိခံမြဲနော်ရှောင်လွဲဖယ်ရှားနော်ရှောင်လွဲဆိုတာကြာရှောင်လွဲဆိုတာပရိဝေဇနာနော်ပရိဝေဇနာရှောင်လွဲတယ်ဆိုတာဘာကိုပြောတာတော့နော်အကုသိုလ်တွေဖြစ်เสียတွေကိစ္စတွေလောကကြီးမှာရှိတယ်အဲ့ဒါကိုမြတ်စွာဘုရားအသေးစိတ်လေးဘယ်လိုဟောပြတော့ဆိုတော့စင်ချမ်းမြင်းချမ်းခွေးချမ်းနွားချမ်းတွေရှိတဲ့နေရာမသွားနဲ့တဲ့ဟုတ်တယ်အဲ့ဒီနေရာမျိုးသွားလို့ရှိရင်အခက်မသိရင်ဒုက္ခရောက်နိုင်တယ်ဟုတ်လားဆူညောင်ခလုတ်တွေတိတ်များတဲ့နေရာမျိုးမသွားနဲ့တဲ့နော်လိမ့်ချနိုင်တဲ့နေရာမျိုးကိုမသွားနဲ့တဲ့ဟာနော်တစီတွင်စုပ်ပဲ့တဲ့ချင်းငယ်တွေရောနေတဲ့စိတ်မချမ်းမြေ့ဝေကောင်းတဲ့နေရာမျိုးတွေလည်းမသွားနဲ့ရှောင်ကျင်ရမယ်မရှောင်ကျင်လို့ရှိရင်ဘာဖြစ်နိုင်တော့အမှုလို့ဖြစ်နိုင်တယ်နော်ပြီးတော့ဗာပြောတော့မကျက်စားတဲ့စချက်တဲ့ဟောဒီလိုလေးသုံးတယ်ယဟန်တွေအတွက်မတင့်တော်တဲ့နေရာဟောနော်ယ
ညာရှိသူတော်ကောင်းတွေကဒီလူဟာဒီနေရာကိုသွားလေသွားတာရှိတယ်ဒါမကောင်းတဲ့နေရာကြီးပဲလို့ကဲ့ရဲ့တဲ့နဲ့ကဲ့ရဲ့တိုက်တဲ့နေရာမျိုးပေါ့အဲ့ဒီနေရာမျိုးကိုသွားတယ်ပြီးတော့ဗာလဲဆိုတော့မေးယုံမှာရွှေယုံမှာတွေနဲ့လည်းအတူတူနေနေတဲ့နော်အခုပြောရတာတွေကအလွန်တဘာဝကြပြီးတော့အလွန်လက်တွေ့ကြတယ်ပေါ့နော်အန္တရာယ်ရှိတဲ့နေရာတွေနော်စိတ်ပြည့်စရာကောင်းတဲ့နေရာတွေစိတ်ဆင်းရဲစရာကောင်းတဲ့အခြေအနေမျိုးနဲ့တွေ့ကြုံရမယ့်နေရာမျိုးတွေဟုတ်လားယုံမတန်တရားဖြစ်စရာကောင်းတဲ့မကောင်းတဲ့နေရာတွေဟုတ်လားပြီးတော့မကောင်းတဲ့မိတ်ဆွေတွေဒါမျိုးတွေကိုဘာလို့မလို့ရှောင်ကျင်ရမယ်မရှောင်ကျင်ဘူးဆိုရင်သူကကုသိုလ်ဖြစ်စရာများလားအကုသိုလ်ဖြစ်စရာများလားအကုသိုလ်ဖြစ်စရာပဲများတယ်ဒါလည်းလိုက်နာနေရင်တော်တော်ကောင်းမယ်နော်တချို့ကကိုယ်စိတ်အလိုလိုက်ပြီးတော့နော်အဲ့လိုမျိုးအနေရှိတဲ့နေရာတွေသွားတယ်မတင်တော်တဲ့နေရာတွေသွားတယ်ပြီးတော့ပြဿနာတွေဖြစ်တယ်ဒုက္ခတွေများတာပေါ့နော်ဒါအခြေခံစပြီးတော့မြတ်စွာဘုရားရှင်းပေးတယ်လို့တောင်ဆိုနိုင်တယ်ဟုတ်လားဒါကြောင့်ဒီလိုနေရာမျိုးကိုရှောင်ကျင်ခြင်းအဖြစ်အကုသိုလ်တွေကိလေသာတွေအတောတရားတွေမဖြစ်အောင်ကြိုးစားမယ်ဒါမရှောင်ကျင်ရင်ဖြစ်နိုင်တဲ့ကိလေသာအတောတရားကိုရှောင်ကျင်ခြင်းဖြစ်မဖြစ်အောင်ကြိုးစားမယ်လို့ပြောတာဒါလည်းလက်တွေ့လိုက်နာကျင့်သုံးနိုင်မယ်ဆိုရင်အများကြီးသက်သာခွင့်ရနိုင်တယ်နော်ဒါကြောင့်စိတ်အလိုမလိုက်ဖဲနဲ့ဒီနေရာကငါသွားတဲ့နေရာလားဒီလိုနဲ့ငါပေါင်းတဲ့နေလားအများကြီးစဉ်းစားမလို့လားစဉ်းစားဖို့လိုတယ်နော်စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့နေရာမျိုးကိုရှောင်ဖို့လိုတယ်စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့လူတွေကိုရှောင်ဖို့လိုတယ်ဟုတ်တယ်မဟုတ်လားအဲ့ဒါဆိုလို့ရှိရင်အကုသိုလ်ဖြစ်စရာအလိုလိုနေမသွားဘူးလားနေသွားနိုင်တယ်ဒါကဦးဇင်းတို့ပရိဝဇ္ဇနမရှောင်ကျင်ရင်ဖြစ်နိုင်တဲ့ကိလေသာအတောတရားကိုရှောင်ကျင်ခြင်းဖြင့်ပယ်နိုင်အောင်ကြိုးစားရမယ်။မကောင်းမှုရှောင်ဆိုတာလေးတဲ့ကိုအကျုံးဝင်အောင်စဉ်းစားရမှာနော်။ဟုတ်လား။နှစ်ခုရှိသွားပြီတော့၄ခုရှိသွားပြီ။ဟုတ်လား။နောက်ဦးဇင်းတို့၅ခုမြောက်ကဝိနောဒနာပယ်ဖြောက်ပယ်ရှားတယ်။ကိုယ်မှဖြစ်လာပြီဆိုတဲ့နောက်မှာဖယ်ဖို့ကြိုးစားတာ။သူကအဓိပ္ပာယ်တစ်မျိုးနော်။ခုနကတော့ဖြစ်နိုင်ရည်ရှိတဲ့အရာတွေကိုမဖြစ်အောင်ကြိုတင်ပြီးတော့ရှောင်တာ။မျိုးစုံဟောတာနော်မြတ်စွာဘုရား။ခုဝိနောဒနာရှောင်ကျင်ရမယ်ပယ်ရှားရမယ်ဆိုတာဘာကိုပြောတာတော့ဥပ္ပန္နကာမဝိတ္တကနာတိဝါတိတိပဇေတိဝိနောဒေတိနော်ဖြစ်ပေါ်လာတဲ့ကာမဝိတ္တကိုပယ်ရှားဖို့ကြိုးစားတယ်နော်နောက်တစ်ခါထပ်ပြီးတော့မဖြစ်အောင်ကြိုးစားတယ်ပျောက်သွားအောင်ဖျောက်ပစ်တယ်ကာမဝိတ္တလို့သုံးတယ်နော်ကာမဝိတ္တဆိုတာဘာပြောတာတော့ကာမဂုဏ်အာယုန်တွေနဲ့ပတ်သက်ပြီးတော့တွေးတောကြံစည်မှုလူငယ်တွေနားလည်အောင်ပြောရရင်တော့မြင်ဖို့စဉ်းစားနေတာကြားဖို့ပဲစဉ်းစားနေတာနော်အနံ့ရသာစားဖို့တောက်ဖို့ပဲစဉ်းစားနေတာတွေ့ဖို့ထိဖို့ပဲစဉ်းစားနေတာအဲ့ဒါကိုပါခေါ်တော့ကာမဝိတ္တသူအကြီးထွားလာလို့ရှိရင်သူကဒုက္ခတွေကိုဖြစ်စေလိမ့်မယ်ဒါကြောင့်မလို့သူကိုယ်တန်တန်မှာဖြစ်လာပြီဆိုလို့ရှိရင်သူ့ကိုနာတိဝတိတိတိမခံရဘူးတဲ့ဟောခုနကတော့စကလုံးလေးနဲ့ဆန့်ကျင်ပဲနော်စောတော့ကအဓိဝတိတိတိခံရမယ်ဆိုတဲ့နီးလန်းလာတယ်နော်အခုပါလဲတော့တိမခံရဘူးတဲ့နော်နာတိဝတိတိတိမခံဘူးဘာလို့တိမခံရမှာတော့ကာမဝိတ္တကြီးဖြစ်လာတာကိုသီးခံမနေနဲ့ငြိမ်းခံမနေနဲ့လို့ပြောတာသူ့ကိုဖယ်နေအောင်ကြိုးစားလို့ပြောတာဟုတ်လားနာတိဝတိတိတိမခံရဘူးဝဇဟတိပယ်ရမယ်ဝိနောဒိတိဖြောက်ပြရမယ်နော်ယန္တိကရောတိအနာဘဝကမိတိတဲ့နောက်တစ်ချိန်ထပ်ပြီးတော့မဖြစ်အောင်ဒီကိုပဲကြိုးစားအထုတ်ပြရမယ်လို့အဲ့လောက်ထိဟောတာကာမဝိတ္တနော်ကာမဂုဏ်နဲ့ပတ်သက်တဲ့အတွေ့ပေါ့ပြီးတော့ပါတော့ဖြာပါဒဝိတ္တဒါပိတ္တတို့သိပါတယ်ဒီဝိတ္တဆို၃မျိုးအတွေ့အကြံဆို၃မျိုးနော်ဗျာပါဒဝိတ္တဆိုတာဘာပြောတာတော့ဒေါသနဲ့ရှင်တဲ့အတွေ့ဟုတ်လားဒေါသနဲ့ရှင်တဲ့အတွေ့တစုံတရားမကျေနပ်မှုနဲ့နော်တွေ့ကြုံလာပြီဆိုလို့ရှိရင်စိတ်ထဲမှာစိတ်တိုးတယ်စိတ်ဆိုးတယ်ဒါနဲ့ပတ်သက်ပြီးတော့တွေးနေတယ်ကြမ်းနေတယ်ဒါပါလေဗျာပါဒဝိတ္တနောက်ဝိညာဏဝိတ္တတဲ့ဝိညာဏဝိတ္တဆိုတာကြတော့သူကဗျာပါဒဝိတ္တထက်ပိုပြီးတော့ဆိုးသွားပြီစိတ်တိုးယုံစိတ်ဆိုးယုံမကတော့ဘူးဖြည့်ဆည်းဖို့ညှင်းဆဲဖို့အထိသူကစဉ်းစားတာအခုစိတ်တိုးတဲ့အရာကတက်မဲ့အရာဖြစ်မယ်ဆိုရင်ပေါက်ချုပ်ပလိုက်မယ်လိန်ထုတ်ပလိုက်မယ်လွှတ်ပလိုက်မယ်ဟုတ်လားကိုစိတ်တိုးတဲ့အရာကတက်ရှိဖြစ်မယ်ဆိုရင်ဘာလို့ပြောပလိုက်မယ်ဆွေးပလိုက်မယ်လှုပ်ပလိုက်မယ်နော်အဲ့ဒါပါလေဝိညာဉ်နော်ညှင်းဆဲဖို့အထိစဉ်းစားလာတာပေါ့နော်ဟုတ်လားဒေါသအထွတ်ထိပ်ရောက်တယ်လို့ဆိုနိုင်မို့လားဆိုနိုင်တယ်အဲ့ဒီလိုမျိုးပြပါဒဝိတ္တဝိညာဏဝိတ္တနော်အတွေ့အကြုံအကြံစိုးတွေဖြစ်လာပြီဆိုရင်အဲ့ဒါဘာလို့ရလဲတိမခံရဘူးတဲ့သူ့ကိုပယ်ဖို့ကြိုးစားရမယ်ဖယ်ဖို့ကြိုးစားရမယ်နောက်တစ်ခါထပ်ပြီးတော့မဖြစ်ဖို့ဒီကိုပဲအထောက်ရမယ်အဲ့ဒါကိုမြတ်စွာဘုရားရည်ညွှန်းတာပယ်ရှားခြင်းဖြင့်ပယ်ရမယ်ကိလေသာကိုပယ်ရှားခြင်းဖြင့်ပယ်နိုင်အောင်ကြိုးစားရမယ်ပို့ပြီးတော့ရှင်းအောင်ပြောရရင်နော်ကိုယ်တန်တမှာလက်ခံထားမယ်ဆိုရင်အများကြီးကြီးထွားလာနိုင်တဲ့ဒီအကုသိုလ်ကိလေသာတရားတွေကိုလက်မခံမဲနဲ့အလို့မလို့ပယ်ရှားပြရမယ်လို့ပြောတာဘယ်နှနည်းရှိသွားလဲနော်၅နည်းရှိသွားတယ်နော်နောက်ဆုံးဦးဇင်းတို့
6ခုမြောက်နည်းကအလွန်ကျေပြန့်တယ်အဲ့ဒါကဘာလဲဆိုတော့ဘာဝနာပွားများခြင်းဖြင့်ပယ်ရှားမယ်ကိလေသာကိုပွားများခြင်းဖြင့်ပဲပယ်နိုင်အောင်ကြိုးစားမယ်ဟုတ်တယ်နောက်အကုသိုလ်တွေကနောက်ဆုံးပွားများခြင်းဖြင့်ပဲအမြင့်ပြတ်ပယ်တတ်ပြကြမှာပေါ့နော်မပွားများလို့ရှိရင် तू ကအမြင့်ပြတ်မရဟုတ်လားအပေါ်ယံလောက်လုံးနေရင်ပေါ်ယံလောက်ပဲဖြစ်မယ်ပေါ့နော်ဒီနေ့မှာပွားများခြင်းအဖြစ်ပယ်ရှားမယ်ကိလေသာကိုပွားများခြင်းအဖြစ်ပယ်ရမယ်ဆိုတာဘာကိုဆိုလိုတာတော့ဘိုးစဉ်9ပါးကိုပွားများရမယ်လို့ဆိုလိုတာတဲ့ဟုတ်လားမပွားများရင်ဖြစ်နိုင်တဲ့ကိလေသာအာသောတရားတွေကိုပွားများခြင်းအဖြစ်မဖြစ်အောင်ကြိုးစားတာသူကြတော့သူကအကုသိုလ်ကိလေသာတရားတွေကိုအနုတ္တအဆင့်ထိပယ်ဖို့အတွက်ရည်မှန်းချက်ထားတဲ့ပုဂ္ဂိုလ်တွေကဘာလုပ်ကြအောင်တော့ကြိုးစားကြရမှာသူမပါလို့မရအောင်အဲ့ဒီနေ့မှာဘုဇင်ဆိုတဲ့တရားလေးနော်ဘောဓိအင်္ဂဘုဇင်ကနော်ဘုဇင်ဆိုတာတွေကဘောဓိရဲ့အင်္ဂရဲ့စကားလုံးနှလုံးပေါင်းထားတာနော်ဘောဓိဆိုတာကတစ္ဆာလေးပါးကိုသိတဲ့မဲ့ဉဏ်ကိုပြောတာအင်္ဂဆိုတာအစိတ်အပိုင်းမဲ့ဉဏ်ရဖို့အတွက်လိုအပ်တဲ့အင်္ဂအစိတ်ပိုင်းတွေကိုဘောဓိအင်္ဂလို့ပြောတာအဲ့ဒါကိုပေါင်းလိုက်တဲ့အခါကျတော့ဘုဇင်ကအဲ့ဒါကိုကိုဖျောက်ပြီးတော့ဘုဇင်လို့အလွယ်လေးဆိုရတာပေါ့နော်အဲ့ဘုဇင်ဆိုတာဘာလဲလို့မေးရင်မဲ့ဉဏ်ရဲ့အစိတ်ပိုင်းလို့ပြောတာလေဒီဆိုကြီးကဒီဘုဇင်ကိုဘယ်လိုအဓိပ္ပာယ်ဖွင့်လို့ဆိုတော့ငှက်တကောင်နဲ့ဥမာပေးတယ်တော့ငှက်တကောင်မွေးဖွားလာပြီဆိုရင်အမိဝမ်းကနေဥလေးဖြစ်နေမွေးလာတယ်ဒီကောင်လေးပြန်နိုင်ပြီလားဘယ်ပြန်နိုင်ရင်မလို့သူကအမိဝမ်းကောင်းတွေကဥဖြစ်နေပဲထွက်လာတယ်တခါအဲ့ဒီဥကိုအမေကဝစ်ပေးတဲ့အခါကျတော့အကောင်ပေါက်လာတယ်အကောင်ပေါက်လာတော့ဒီငှက်ပြန်နိုင်ပြီလားဆိုတော့မပြန်နိုင်သေးဘူးဘာလို့လဲတော့အတောင်မှမစုံသေးပဲကိုဟုတ်လားဥအနေနဲ့တခါထွက်တယ်ဥရေရမှာတခါထပ်ပြီးတော့ပေါက်တယ်ဝိဇတရဝါခေါ်တာပေါ့နော်နှစ်ခါပေါက်ရတယ်ဟုတ်လားပြန်နိုင်ပြီလားမပြန်နိုင်သေးဘူးအတောင်ပေါက်လာပြီအမွှေးစုံလာပြီဆိုတော့မှသူကလို့ပြန်နိုင်ပြီဒါငှက်ရဲ့သဘာဝပေါ့နော်အဲ့ဒါလိုပဲဦးဇင်းတို့နိဗ္ဗာန်ဆိုတဲ့ပန်းနိုင်ကိုပြန်တန်းပြီးတော့သွားလို့ကြတဲ့သူတော်ကောင်းတွေဟာလည်းပဲဘုဇင်9ပါးဆိုတဲ့အတောင်လက်စုံရမယ်တဲ့နော်ဘုဇင်9ပါးကိုငှက်ရဲ့အတောင်လက်နဲ့ဥမာပေးတာအဲ့ကလေးကအမိဝမ်းကောက်ကဥအဖြစ်နဲ့ထွက်လာတယ်ဆိုတာဘာကိုညင်ညွှန်းတာတုံးဆိုတော့မွေးရပါစိတ်ယူစိတ်မိုက်ပျောက်ပြီးတော့တမာတိရှိအောင်တည်ငြိမ်အောင်ကြိုးစားအထောက်တာကိုညင်ညွှန်းတာတဲ့ဆိုကြီးကဝင်လေထွက်လေကိုရှုမှတ်လို့ပဲဖြစ်ဖြစ်ကာအကတာတိတမြင်မျိုးကိုပဲရှုမှတ်လို့ပဲဖြစ်ဖြစ်စိတ်ငြိမ်လာတယ်တီးလာတယ်ဆိုရင်ဒါစိတ်ယူစိတ်နှံပျောက်သွားတယ်လို့ဆိုတယ်များသောအားဖြင့်ဒီမှာတို့ဦးဇင်းတို့တွေဟာတာမန်အချိန်မှာကိုယ်စိတ်ဟာယူနှမ်းနေဆိုတာမသိနိုင်ပြီမလို့ဘာဝနာပွားများကြည့်တဲ့အချိန်ကျမှနည်းနည်းလေးတောင်ငြိမ်ဖို့မလွယ်ပါလားဆိုတာသိရတယ်ဟုတ်လားဒါကြောင့်ဘာဝနာရှုအောင်ကြည့်မယ်ဆိုရင်တာမန်ပုဂ္ဂိုလ်တွေရဲ့စိတ်ဟာနော်ရှုသွနေတဲ့စိတ်လို့ဆိုကြီးကပြောတယ်အဲ့ဒါကမ္မထံဘာဝနာတစ်မျိုးမျိုးကိုအသားကျအောင်ကြိုးစားလိုက်မှအဲ့ဒီစိတ်ယူစိတ်မဲ့ကပျောက်သွားတာအဲ့ဒါဥဖြစ်နေမွေးလာတာနဲ့တူတယ်တဲ့အဲ့ဒါဆက်ပြီးတော့ဒီယုံနာခန္ဓာရဲ့မတည်မြဲတဲ့အိဋ္ဌအကောင်းမှုတဲ့ဒုက္ခအနှစ်သာရကင်းမဲ့တဲ့အနတ္တအိဋ္ဌဒုက္ခအနတ္တလက္ခဏာရေးသုံးပါးကိုသိအောင်ကြိုးစားလို့သိလာတယ်ဆိုလို့ရှိရင်အဲ့ဒါဥတွေကနေထွက်လာတာတဲ့မသိမှုအဝိဇ္ဇာဥက္ကုံကိုခွဲပြီးတော့ထွက်လာတာပြန်နိုင်ပြီလားနိဗ္ဗာန်ခရီးကိုသူပြန်နိုင်ပြီလားမပြန်နိုင်သေးဘူးတဲ့ဘာလို့လဲဆိုအတောင်လည်းမစုံသေးလို့အဲ့ဒီအတောင်လက်ကဘာကိုညင်ညွှန်းအောင်ဆိုဘိုးစဉ်9ပါးကိုပြောတာတဲ့ဟောဒီလိုတော့နော်ပထမအဆင့်စိတ်တည်ငြိမ်မှုရှိရမယ်ပေါ့ဒုတိယအဆင့်လက္ခဏာရေးသုံးပါးကိုသိရမယ်ပေါ့တတိယအဆင့်ဘိုးစဉ်9ပါးပြည့်စုံရမယ်အဲ့ဒါဆိုလို့ရှိရင်တော့ငှက်တဲ့ကောင်အတောင်ဆုံးသွားပြီဆိုရင်လူရခရီးကိုသူပြန်တန်းသွားလို့ရပြီဘိုးစဉ်9ပါးပြည့်စုံပြီဆိုရင်လည်းအဲ့ဒီပုဂ္ဂိုလ်ဟာနိဗ္ဗာန်ခရီးကိုပြန်တန်းလို့ရပြီနိဗ္ဗာန်တည်းဟူသောပန်းတိုင်ကိုသူရောက်အောင်ပြန်နိုင်ပြီလို့ဆိုလိုတာဒါကလေဒီဆရာဘုရားကြီးရှင်းပြတဲ့ရှင်းချက်ပေါ့နော်အဲ့တော့ဘုဇင်9ပါးကိုပိဋကပေါင်းသူတော်အောင်တို့အလုံးနားလည်ထားကြပြီလားဖြစ်မလို့ထင်နော်ပတိတံဘောဇင်ဓမ္မဝိရှယတံဘောဇင်ဝိရိယတံဘောဇင်ပိဋိတံဘောဇင်ပတ္တိတံဘောဇင်သမာဓိတံဘောဇင်ဥပေက္ခတံဘောဇင်ဟုတ်လားပွားများခြင်းဖြင့်ပယ်ရမယ့်ကိလေသာအသောတရားကိုပွားများခြင်းဖြင့်ပယ်ရမယ်ဆိုတာဒီအခုပြောခဲ့တဲ့ဘုဇင်9ပါးကိုပွားများရမယ်လို့ဆိုလိုလားပတ္တိတံဘောဇင်ဆိုတာဘာပြောတာတော့ကိုယ်ခန္ဓာမှာဖြစ်เสียအကြောင်းရှိလို့ထင်ရှားဖြစ်ပေါ်လာတဲ့သဘာဝတရားယုံနာတရားတွေကိုအမှန်အကန်အောက်မေ့အမှတ်ရပြီးတော့နေတာကိုတတိတံဘောဇင်လို့ခေါ်တာတတိပဋ္ဌာန်တရား၄ပါးရာမှာဖြစ်ပေါ်တဲ့တတိကိုဆိုလိုတာပေါ့နော်အမှနားမလဲကြမရှိဘူးနော်ဓမ္မဝိရှယတံဘောဇင်ဆိုတာဒီယုတ်ဒီနံဒီသဘာဝတရားတွေကိုပိုင်းခြားဝေဖန်စီစစ်တယ်လေးကိုကောက်ရင်ဉာဏ်ပညာပေါ့
ဒါတွေကပုဂ္ဂိုလ်တ attva မဟုတ်ဘူးသဘာဝတရားတွေလို့အခြေခံပိုင်းဖြတ်ဟုတ်လားဒါတွေကဖန်ဆင်းထားလို့ဖြစ်တာမဟုတ်ဘူးအကြောင်းပဲဖြစ်တာလည်းမဟုတ်ဘူးအကြောင်းကျိုးသဘာဝတရားတွေလို့နားလည်အောင်ကြိုးစားတယ်ဒါတွေကဖြစ်ပြီးမရှိတော့တဲ့သဘောတွေပဲလို့အနိစ္စကိုသိအောင်ကြိုးစားတယ်ဒီယုတ်ဒီနံဒီသဘာဝတရားတွေဟာဘယ်လိုသဘောရှိတဲ့တရားတွေလဲလို့ဝေဖန်စီစစ်ပိုင်းခြားတာကိုဓမ္မဝိရှယလို့ခေါ်တယ်နော်သူလည်းပဲပွားများမယ်နိဗ္ဗာန်ရောက်ကြောင်းတရားအောင်ဓမ္မဝိရှယတန်ဖိုးရှင်ပြီးတော့ပါလာတော့ဝိရိယတန်ဖိုးရှင်အဲ့ဒီတတိနဲ့အဲ့ဒီအတိဉာဏ်ပညာကိုစင်စစ်မပြတ်ကိုယ်တန်တာမှာဖြစ်အောင်ကြိုးစားတာ။မကြိုးစားရင်တတိကမဖြစ်ဘူး။ဟုတ်လားတတိဖြစ်အောင်ဘာလို့ဖို့လို့တော့ကြိုးစားဖို့လိုတယ်နော်ဒီတိုင်းနေရင်တတိကဖြစ်နေမှာမဟုတ်ဘူး။ဟုတ်လားအဲ့ဒါတတိဖြစ်နေအောင်ကြိုးစားနေတာကိုပဲဒီနေရာမှာပါခေါ်တော့ဝိရိယနော်ဒါပါလေဝိရိယတန်ဖိုးရှင်အဲ့လိုအရင်တို့တတိရဲ့ပညာရဲ့ဝိရိယရဲ့ကြိုးစားတဲ့အခါမှာစိတ်ထဲမှာကိလေသာကင်းတဲ့အတွက်ကြောင့်နော်နှစ်သက်မှုပီတိဆိုတဲ့သဘာဝတရားဟာဖြစ်လာတယ်အဲ့ဒါပီတိတန်ဖိုးရှင်စိတ်ထဲမှာနှစ်သက်တယ်ဟုတ်လားပြီးရင်ဘာဆက်ဖြစ်လာမလို့ပတ္တိတဲ့နှလုံးစိတ်ဝါငြိမ်းအေးတယ်နော်ဒါလည်းပဲဘုရှင်ပဲနော်ပွားများမှာဟုတ်လားပြီးရင်ဘာလာတော့တမာတိတဲ့ငြိမ်းအေးလာပြီဆိုတော့တည်ငြိမ်မှုရလာတယ်အစိတ်ချမ်းသာမှုရှိတဲ့အခါတည်ငြိမ်မှုရှိလာတာပေါ့နော်အဲ့ဒါဘာခေါ်တော့တမာတိတန်ဖိုးရှင်အဲ့ဒီလိုတည်ငြိမ်မှုရှိလာပြီဆိုတဲ့အခါကျတော့နော်အလေအလတ်မလေးလူရှုနိုင်ခြင်းလို့ဆိုတဲ့မြင့်မြတ်တဲ့ဥပေက္ခသူတော်ကောင်းတရားဟာဖြစ်ပေါ်လာတယ်။တော့ချမ်းသာလို့လည်းပဲနော်စိတ်တက်တာမျိုးဆင်းရဲလို့လည်းစိတ်ပြတ်တာမျိုးနော်အကောင်းဆိုးကြောင့်စိတ်မတုန်လို့ဖဲနဲ့ချိန်ခွင်ရှာလို့ဟိုဘက်လည်းခေါင်းမပြူဒီဘက်လည်းခေါင်းမပြူအလေအလတ်တက်မှတ်စွာနေနိုင်တယ်။ဒါလွန်မြင့်မားတဲ့သူတော်ကောင်းတရားတစ်မျိုးပေါ့နော်။အဲ့ဒါဘာလို့ခေါ်တော့ဥပေက္ခညတိမ်မွေးတဲ့သဘာဝတရားပေါ့နော်။အဲ့ဒါလည်းပါလေပွားများအထောက်ရမယ်ဘုရင်တရားအောင်။တော့အခြေခံကဒီဘုဇင်ခုနှစ်ပါးထဲမှာဘာအခြေခံလဲလို့မေးရင်တတိယအခြေခံပဲဒါကြောင့်ဦးဇင်းတို့အာနာပါနကမ္မထံကိုစီပြန်လို့ရှိရင်တတိပဋ္ဌာန်တရား၄ပါးပြည့်စုံလိမ့်မယ်လို့ရသော်ဘုရားဟောတယ်တတိပဋ္ဌာန်တရား၄ပါးကိုပြည့်စုံအောင်လုပ်မယ်ဆိုရင်ဘုဇင်ခုနှစ်ပါးပြည့်စုံလာလိမ့်မယ်လို့ဟောတယ်ဘုဇင်ခုနှစ်ပါးပြည့်စုံလို့ရှိရင်ဝိဇ္ဇာဝိမု ക്തി လို့ဆိုတဲ့မဲ့ညာဖူဉ္ဇဉ်နဲ့ပြည့်စုံမယ်လို့ဒီလိုအကြောင်းကျိုးဆက်ဆက်ပြီးတော့ဟောတာလည်းရှိတယ်ဟုတ်လားဒါကြောင့်ပိဋကပေါင်းတို့ဒါဘုဇင်တရားလေးကိုအချင်းချုပ်ဦးဇင်ကပြောပြတယ်နော်နံပါတ်6အသုံးချရမယ့်နိလန်းနော်မပွားများလျင်ဖြစ်နိုင်တဲ့ကိလေသာအတောတရားတွေကိုပွားများခြင်းအဖြစ်မဖြစ်အောင်ကြိုးစားရမယ်ဒေသနာမှာလာတဲ့အတိုင်းတိုက်ရိုက်ပြောရရင်တော့ပွားများခြင်းဖြင့်ပယ်ရမယ့်ကိလေသာတရားတွေကိုပွားများခြင်းဖြင့်ပဲပယ်နိုင်အောင်ကြိုးစားရမယ်ဒါရှုတော့မျိုးစုံကနေမြတ်စွာဘုရားဟောတာနော်အလွန်ပြည့်စုံတယ်လို့အစဉ်စိတ်ထဲမှာခံစားရတယ်ဟုတ်လားဒါကြောင့်အကုသိုလ်မဖြစ်ခြင်းမူဆင်းရဲဒုက္ခရဲ့အကြောင်းတရားပူလောင်ခြင်းရဲ့အကြောင်းတရားဖြစ်တဲ့တော့အကုသိုလ်တရားတွေကိုကိုယ်ပေါ်မှာလည်းဖြစ်ခြင်းမူနှုတ်ပေါ်မှာလည်းဖြစ်ခြင်းမူစိတ်ထဲမှာလည်းမဖြစ်ခြင်းမူဆိုရင်ဒီနိလန်း6ရက်ကိုနော်ကျင့်သုံးကြဖို့မလိုဘူးလားလို့တယ်နော်သူ့နေရာနဲ့သူပဲနော်အကုန်လုံးကအရေးပါတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်စောင့်ကြည့်မှုဖြင့်ပယ်ရမယ့်အာသောတရားကိုစောင့်ကြည့်ခြင်းဖြင့်ပယ်ရမယ်မှီဝဲခြင်းဖြင့်ပယ်ရမယ့်ကိလေသာတရားတွေကိုမှီဝဲခြင်းဖြင့်ပယ်ရမယ်သိခံခြင်းဖြင့်ပယ်ရမယ့်ကိလေသာအတောတရားကိုသိခံခြင်းဖြင့်ပယ်ရမယ်ရှောင်ခြင်းဖြင့်ပယ်ရမယ့်ကိလေသာအတောတရားတွေကိုရှောင်ခြင်းဖြင့်ပယ်ရမယ်ဖယ်ဖြောက်ခြင်းအပြင်ပယ်ရမယ့်ကိလေသာတရားတွေကိုဖယ်ဖြောက်ခြင်းအပြင်ပယ်ရမယ်ပွားများခြင်းအပြင်ပယ်ရမယ့်ကိလေသာတရားတွေကိုပွားများခြင်းအပြင်ပယ်ရမယ်တဲ့ဟုတ်လားဒါကမကောင်းမှုရှောင်ဆိုတဲ့စကားလုံးလေးရဲ့အဓိပ္ပာယ်နော်ဘယ်လောက်ထိကျေပြန့်မှုနည်းနည်းမှုရှိလဲဆိုတာလေးကိုဆက်ဆက်ပြီးတော့စဉ်းစားဖို့ဒီဒေသနာကိုပြောပြတာဟုတ်လားဒါကြောင့်ဒီနေ့ညမကောင်းမှုရှောင်ကတော့ဒီလောက်နဲ့ပြီးအောင်နော်အချိန်ကစေနေပြီဟုတ်လားမနေ့ပြန်ကောင်းမှုရှောင်နော်ကောင်းမှုတွေရဲ့အကြောင်းပြောကြတာပေါ့နော်တပတ်ခါအစိတ်ကိုဖြောင်းထားတဲ့အကြောင်းကိုပြောတာပေါ့နော်အဲ့လိုချင်းတို့ပေးတဲ့ဘောင်းတော်ကောင်းတို့နော်ညာတိုင်းလုံးမယ်လို့ရင်မှန်းထားတဲ့အမြင့်မြတ်တဲ့တန်ရှင်းစင်ကြယ်တဲ့အချင်းမြတ်ကိုလည်းပဲရှင်းသုံးကြအောင်ပဲနော်တော့အလုံးနော်တရားဘာဝနာကိုနာယူပြီးတဲ့နောက်မှာနော်တရားဘာဝနာအလုပ်ကိုနော်ကြိုးစားအထောက်ကြရအောင်မိတို့ကြိုးစားအထောက်နေတဲ့နည်းများနဲ့ကြိုးစားအထောက်မယ်ဆိုရင်လည်းပဲကြိုးစားအထောက်နိုင်ကြပါတယ်ဒီနေ့အသက်ရောက်လာတဲ့ပုံကိုယ်တွေလည်းပဲရှိတဲ့အတွက်ကြောင့်ဘုရင်တို့ပြောတဲ့နည်းတိုင်းကြိုးစားအထောက်မယ်ဆိုရင်လည်းပဲကြိုးစားအထောက်နိုင်ဖို့နည်းနည်းပြောပါမယ်ခန္ဓာကိုယ်တတောင်တတအနေထားလေးနဲ့ထိုင်ပါချမ်းသာသလိုလေးထိုင်ပါစိတ်ကိုလျှော့ထားပါ
ခန္ဓာကိုယ်လည်းလျှော့ထားပါတင်းမထားပါနဲ့ခါကိုအနေနဲ့စမ်းထားပါခေါင်းကိုတဲထားပါဘုရားယန္တာရိယသူတော်ကောင်းကြီးများအလွန်တန်ဖိုးထားပြီးတော့မျက်နှိုးတဲ့ဘာဝနာလုပ်ကိုကြိုးစားအထောက်ရတော့မယ်ဆိုတဲ့စိတ်နဲ့ဝန်တာမှုကြည်နှုံမှုအပြည့်နဲ့ကြိုးစားပါ10မိနစ်ခန့်ကြိုးစားကြမယ်မိမိတို့ရဲ့စိတ်ကိုနာသီးပြားကိုအာယုံဖြူပါဝင်လေဝင်နေတာရှိပါတယ်ထွက်လေထွက်နေတာရှိပါတယ်ဒီခန္ဓာကိုယ်ကြီးရှင်သန်ဖို့အတွက်ဒီဝင်လေထွက်လေဟာဒီခန္ဓာကိုယ်ကြီးကသူ့အလုပ်သူ့ကိုလုံနေသောအဖြစ်ဖြစ်ပေါ်နေတယ်ကိုယ်ကလုံနေတာတော့မဟုတ်ဘူးခန္ဓာကိုယ်ကြီးကသူ့အလုပ်သူ့လုံနေတာလေလေးဝင်တိုင်းနာသီးပြားတနေရရကိုထိခိုက်ပုတ်တိုက်ပြီးတော့ဝင်သွားလိမ့်မယ်ထွက်လေထွက်တိုင်းလည်းပဲနာသီးပြားတနေရရကိုထိခိုက်ပုတ်တိုက်ပြီးတော့ထွက်သွားလိမ့်မယ်အဲ့ဒီဝင်လေထွက်လေကြောင့်ဖြစ်ပေါ်သွားတဲ့ထိမှုသဘောကိုတလက်ဆက်သိအောင်ကြိုးစားဖို့ပါဝင်လေဝင်တိုင်းထိတယ်ထိတိုင်းသိအောင်ကြိုးစားပါထွက်လေထွက်တိုင်းထိတယ်ထိတိုင်းသိအောင်ကြိုးစားပါခန္ဓာမှာဖြစ်ပေါ်နေတဲ့သဘာဝအမှန်မှာဒါကိုမှန်မှန်ကန်ကန်သိနေခြင်းအဖြစ်ဒီခုနကပြောခဲ့တဲ့တတိတန်ဖိုးခြင်းကိုပွားများနေတာတတိဆိုတာပညာရဲ့အင်္ဂါအစိတ်ပိုင်းပဲနိဗ္ဗာန်ချမ်းသာကိုသိနိုင်မြင်နိုင်လို့အတွက်မဉ္ဇဉ်ရရှိဖို့အတွက်မဉ္ဇဉ်ရဲ့အင်္ဂါအစိတ်ပိုင်းတွေလိုအပ်တယ်အဲဒီတတိကိုစင်စစ်မပြတ်ဖြစ်အောင်ဝိရိယနဲ့ကြိုးစားပါဝင်လေဝင်တိုင်းထီတိုင်းသိအောင်ကြိုးစားပါထွက်လေထွက်တိုင်းထီတိုင်းသိအောင်ကြိုးစားပါအမြင့်မြတ်ဆုံးသောလုပ်ငန်းကိုကြိုးစားလုပ်ကိုင်နေကြတာဘာလို့အမြင့်မြတ်ဆုံးလို့ပြောရလဲထိတာကိုသိနေတိုင်းသီလသမာဓိပညာသိက္ခာ3ရပ်မိမိတဏ္ဍာမှာတီးနေတာဒါကြောင့်မြင့်မြတ်တယ်လို့ပြောရတာထိတာကိုသိတာကာယကဝစီကပေါင်းကြံမှုအပြစ်ရှိမှုတွေကင်းကွာနေတယ်ဒါကြောင့်သီလသိက္ခာသီလသာသနာနဲ့မိမိတဏ္ဍာမှာတီးနေတယ်ထိတာကိုသိနေတော့မှမနောကစိတ်ထဲမှာပေါင်းကြံမှုမရှိတဲ့အတွက်ကြောင့်သမာဓိသိက္ခာလည်းတီးနေတယ်ထိတာကိုသိနေတဲ့အချိန်မှာဝါခန္ဓာရဲ့အမှန်ကိုသိနေတာဖြစ်တဲ့အတွက်ကြောင့်ပညာသိက္ခာပညာသာသနာလည်းတီးနေတယ်ရှိနေတယ်ဒီလိုနားလည်ရမှာဒါကြောင့်ထိတာကိုသိတိုင်းတမိုးကြီးမားတဲ့အဆုံးအမတွေကိုလိုက်နာနေတာအလွန်မြင့်မြတ်တဲ့အလုပ်ကိုလုပ်နေတာဒါကြောင့်ထိရောက်ကြိုးစားပါတည်ချာချာလုပ်ပါစီဆက်လုပ်ပါကိုဘလို့လုပ်တယ်လဲဆိုတာကိုဘလို့လူလဲဆိုတာရဲ့အဖြေပါခပ်ပေါ်မလုပ်ပါနဲ့ရောတိရောရဲမလုပ်ပါနဲ့လေးစားလုပ်ပါဝင်ဒီဝင်တိုင်းထီတိုင်းသိအောင်ကြိုးစားပါထွက်လေထွက်တိုင်းထီတိုင်းသိအောင်ကြိုးစားပါဝိမုဆရာဘုရားကြီးကထိတာကိုသိနေတဲ့ချိန်မှာ
လောဘဒေါသမောဟတွေဖြစ်ခွင့်ရလို့မဖြစ်ဘူးဒါကြောင့်အလွန်မြင့်မြတ်တယ်လို့လူရင်းကြကြပြောပါတယ်ကိုယ်စိတ်ကလေးဖြူစင်တန်ရှင်းရအောင်ကြိုးစားနေတာစိတ်ဓာတ်ဖြူစင်တန်ရှင်းမှတည်လိုက်တာကိုသိနိုင်တာဒါကြောင့်ဒီခန္ဓာရဲ့တဘာဝအမှန်ဖြစ်တဲ့ဝင်လေထွက်လေကြောင့်ဖြစ်ပေါ်နေတဲ့ထိမှုသဘောကိုတလက်ဆက်သိအောင်လုပ်ပါစိတ်အလိုမလိုက်ပါနဲ့ဘာပဲဖြစ်ဖြစ်တလက်ဆက်သိအောင်ဒီအချိန်လေးမှာကြိုးစားမယ်ဆိုတဲ့စိတ်နဲ့လုပ်ပါလက်ဖြစ်တဲ့အတွက်တွင်မှာစိတ်ဟာကတိတသိန်းလောက်ဖြစ်ပြီးချုပ်တယ်လို့အလုံးကြားဖို့တယ်ထိတာကိုသိနေတဲ့ချိန်မှာအချိန်ကာလမကြာမြင့်မိမယ်လို့ကုသိုလ်ကောင်းမှုတွေအများကြီးဖြစ်သွားတယ်ဒါကိုနားလည်ဖို့လိုတယ်ထိတာကိုသိတိုင်းမြင်မာတဲ့ကုသိုလ်ကောင်းမှုကိုရအောင်ကြိုးစားနေတာစိတ်ဆက်သိအောင်လုပ်ပါဝင်လေဝင်တိုင်းထီတိုင်းသိအောင်လုပ်ပါထွက်လေထွက်တိုင်းထီတိုင်းသိအောင်လုပ်ပါဝင်လေတစ်ခုတွင်မှာဖြစ်ပေါ်နေတဲ့ထိမှုဟာတစ်ခုလည်းမဟုတ်ပါဘူးထိမှုသဘောတွေတစ်ခုပြီးတစ်ခုဖြစ်ပေါ်သွားတာစင်မပြတ်ဖြစ်ပေါ်သွားတဲ့ထိမှုအသေးစိတ်သိအောင်ကြိုးစားပါထွက်လေကြောင့်ဖြစ်ပေါ်သွားတဲ့ထိမှုဟာလည်းတစ်ခုလည်းမဟုတ်ပါဘူးထိမှုသဘောတွေတစ်ခုပြီးတစ်ခုစင်မပြတ်ဖြစ်ပေါ်နေတာဒါကိုအသေးစိတ်သိအောင်အားစိုက်ပါလုံနိုင်ခဲ့တဲ့အလုပ်ကိုလုပ်နေတာအကြောင်းလေးစုံလို့လုပ်ရတဲ့အချိန်လေးမှာစိတ်ပါလက်ပါထိထိရောက်ရောက်လုပ်ပါအချိန်ကာလခဏလေးရှုပ်ပြီးတော့ခပ်ပေါ်မလုပ်ပါနဲ့ပြီးပြင်းလုပ်ပါဝင်လေဝင်တိုင်းထီတိုင်းသိနေအောင်လုပ်ပါထွက်လေထွက်တိုင်းထီတိုင်းသိနေအောင်လုပ်ပါဒီကသုံးပုံကိုအနှစ်ချုပ်ရင်ဘောဓိပက္ခိယတရား39ပါးရတယ်လို့ဆိုပါတယ်ဘောဓိပက္ခိယတရား39ပါးကိုအနှစ်ချုပ်ရင်မဂ်ခင်10ပါးရတယ်လို့ဆိုပါတယ်မဂ်ခင်10ပါးကိုအနှစ်ချုပ်ရင်သီလသမာဓိပညာသိက္ခာ3ပါးရတယ်လို့ဆိုပါတယ်သိက္ခာ3ပါးကိုအနှစ်ချုပ်ရင်တော့အပမဒါဆိုတဲ့တတိတရားတစ်ခုရတယ်ဒါကြောင့်ထိတာကိုသိတိုင်းတတိတွေဖြစ်နေတာ
ချိန်နဲ့မတူပါဘူးသာမန်နေတဲ့အချိန်ကတောင်တွေးမြောက်တွေးဥတည်ရမဲ့တွေးနေတာခန္ဓာရဲ့အကြောင်းကိုသိအောင်မြင်အောင်ကြိုးစားနေတာဝင်လေဝင်တိုင်းထီတယ်ထီတိုင်းသိနေအောင်လုပ်ပါထွက်လေထွက်တိုင်းထီတယ်ထီတိုင်းသိနေအောင်လုပ်ပါဝင်လေထွက်လေကြောင့်ဖြစ်ပေါ်တဲ့ထိမှုမထင်ရှားရင်မိမိခန္ဓာမှာတခြားဖြစ်ပေါ်နေတဲ့ထင်ရှားတဲ့ထိမှုသဘာဝတွေကိုသိပြီးတော့လည်းနေနိုင်နေတယ်တစ်မျိုးပြီးတစ်မျိုးတစ်ခုပြီးတစ်ခုဖြစ်နေတာကိုသိနေအောင်လုပ်ပါအတန်ကြားနေတာရှိတယ်သိနေအောင်လုပ်ကြည့်ပါထိနေတာတွေအမျိုးမျိုးနေရာမှာဖြစ်ပေါ်နေတာရှိတယ်သိနေအောင်လုပ်ကြည့်ပါစိတ်ထဲမှာတွေးကြံနေတာတွေရှိနေရင်ဖြစ်နေရင်လည်းအဲ့ဒါကိုသိနေအောင်လုပ်ပါဖြစ်ပေါ်လာသမျှကိုတလဇက်သိနေအောင်ကြိုးစားမယ်ဆိုရင်လည်းရပါတယ်ဝင်လေထွက်လေကြောင့်ဖြစ်တဲ့ထိမှုသဘောထင်ရှားတယ်ဆိုရင်တော့အဲ့ဒီထိမှုကိုပဲတလဇက်သိအောင်လုပ်ကြည့်ပါကုသိုလ်ကောင်းမှုဆိုတာလုံးမယ်လို့စိတ်ဖြစ်ုံများနဲ့မြင့်မြတ်လာပြီလို့မြတ်စွာဘုရားဟောပါတယ်တကယ်လို့ဖြစ်တယ်ဆိုရင်ဘယ်ပြောဝရရှိမလဲလို့ဒီလိုဟောပါတယ်ဒါကြောင့်ကုသိုလ်ကောင်းမှုတွေထဲမှာမှတန်ဖိုးကြီးမားလာတဲ့ဘာဝနာကောင်းမှုကိုဖြစ်အောင်လုပ်နေတာဝင်လေဝင်တိုင်းထီတယ်ထီတိုင်းတလဇက်အသေးစိတ်သိအောင်လုပ်ပါထွက်လေထွက်တိုင်းထီတယ်ထီတိုင်းအသေးစိတ်တလဇက်သိအောင်လုပ်ပါဒီကြိုးစားအထောက်မှုကတန်ဖိုးကြီးလာတဲ့ကြိုးစားအထောက်မှုပါမဖြစ်သေးတဲ့အကုသိုလ်တွေမဖြစ်ဖို့ဖြစ်ပြီးသားအကုသိုလ်တွေကိုပယ်ရှားဖို့မဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်ဖို့ဖြစ်ပြီးသားကုသိုလ်တွေတိုးတက်ခိုင်မြဲဖို့ဒီလိုရည်ရွယ်ချက်နဲ့အထောက်နေတဲ့ဒီဝိရိယဟာသမ္မာဝါယမမှန်ကန်တဲ့မြင့်မြတ်တဲ့ကြိုးစားအထောက်မှုပါဒါကြောင့်ထိမှုသဘောကိုတလဇက်သိနေအောင်အားစိုက်ပါလောကမှာဘာကိုမှမကြိုးစားဘဲနဲ့မရပါဘူးကြိုးစားရတယ်အားထုတ်ရတယ်ကိုယ်ထဲမှာရှိတဲ့မြင့်မြတ်တဲ့အားတွေကိုထုတ်ပါ
တိအားဝိရိယအားတတ္တာအားသမာဓိအားပညာအားဒါတွေကိုကြိုးစားပြီးတော့ထုတ်ယူပါဒီလိုဟာတမိုးကြီးတဲ့အလုပ်ယုံကြည်တဲ့တတ္တတရားအခြေခံအားကောင်းမှုလိုတယ်ဓမ္မကြိုးစားမှုဝိရိယအားထက်သန်မှာဝိရိယနဲ့ကြိုးစားမှတတိဆိုတာဖြစ်တာတတိအားတတိဆိုတာစင်စစ်မပြတ်ဖြစ်မှတည်ငြိမ်မှုရှိတဲ့သမာဓိကရနိုင်တာတည်ငြိမ်မှုသမာဓိရှိမှဖြစ်မှယုံနာခန္ဓာရဲ့အခြေအနေမှန်ကိုသိမြင်တဲ့ပညာဆိုတာဖြစ်ထွန်းလာတာတတ္တဝိရိယတတိသမာဓိပညာပါကျွန်တော်15မိနစ်တောင်ရှိပါပြီနော်အားလုံးချိန်ရှိပါပြီဒီနေ့ပိဋကပေါင်းတော်ကောင်းတို့ကြိုးစားအထောက်ကြရသောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအရှုစုတို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ဘုံဉာဏ်မြတ်နိဗ္ဗာန်ကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပါရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်းအလုံးဆုတောင်းရမျှဝေကြရအောင်နော်မိမိတို့ပြုလုပ်ထားတဲ့ကုသိုလ်ကောင်းမှုအရှုစုကိုအာယုံပြုပြီးတော့ဒီကုသိုလ်ကောင်းမှုအရှုစုတို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ဘုရားမြတ်နိဗ္ဗာန်ကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုရစေလို့ဆုတောင်းကြမယ်အလုံးစုံတတ္တဝါနာကုသိုလ်ကောင်းမှုရဲ့အဖို့ပါကအညီအမျှရပြီးတော့ချမ်းသာကြပါစေလို့စေနာမေတ္တာရှိထားပြီးတော့အမြတ်တမ်းပေးကြမယ်အလုံးညီညာညာလိုက်ဆိုကြရအောင်အရှင်ဘုရားဘုရားတပည့်တော်တို့သည်ယနေ့ယခုပြုလုပ်အပ်သောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအဆုစုတို့ကြောင့်မဉ္ဇဉ်ဘုံဉာဏ်ဉာဏ်နိဗ္ဗာန်ကိုလင်းမြန်ထုတ်ချမျက်မှောက်ပြုအပ်ပါလို့ဤအရှင်ဘုရားဒီကောင်းမှုဤကုသိုလ်တို့ဤဖို့ဝါကကိုအသက်ထင်ရှားရှိမရှိဖြစ်ကုန်သောဘိုးဘွားမိဘဆွေမျိုးသားချင်းတို့အားအစာထား၍30ဘုံရှင်လီကုန်သောအတ္တဝအနန္တတို့အားထတ်တူထတ်မြတ်ဧဝေငှပါ၏အမြတ်ရကြ၍ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြသည်ဖြစ်ကြပါစေသောအားလုံးကြာကြာသမျှအမြတ်ယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုအားလုံးကြာကြာသမျှအမြတ်ယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုအားလုံးကြာကြာသမျှအမြတ်ယူတော်မူကြပါကုန်သောသာဓုသာဓုသာဓု